အဲ့ဒါလေးကိုချက်ပေါက်စကနေပို့ပြီနော်မချဲဆိုရင်တော့တစ်ချက်က8လောက်ပို့အောင်လား9လောက်ပို့အောင်လားအော် okay ခန့်စင်ဟိန်8ဒါဆိုတော်တော်သိရပါပေါ့နော် okay မြက်ရပါတယ်7 3 so 8 7 is 6 တွေရှိတယ်6 6 okay 4 2 5 5 okay okay ဟုတ်ပြီ5တွေများရယ်နော် right အဲ့တော့ okay အဲ့တော့ဒီနေ့မှာတော့ကိုကဘယ်လိုလုပ်လို့ရမလဲဆိုတာအနေနဲ့ပတ်သက်ပြီးတော့သိချာသိသွားမှာပေါ့အဲ့တော့ပြောနေရင်လည်းမေးခွန်းမေးကြရှိရင် chat box ထဲမှာတခါတည်းချက်ကို question လေးချက်နာပေးလို့ရတယ်အဲဒီ Google Form ထဲမှာဖြည့်မေးထားတဲ့ question လေးကိုလည်းချက်တခါတည်းဖြည့်ပြီးသွားမယ်နော်အဲ့ဒါကြောင့်မို့ဒီမှာလည်း question အသစ်ထပ်မေးလို့ရတယ်မေးထားပြီးသား question ရှိရင်လည်းအသစ်ထပ်မေးလို့ရတယ်နော်အချိန်တိုင်းမှာ question ကို chat box ထဲမှာချက်နာခဲ့လို့ရတယ်နော်Oh it depends on the topic ဟုတ်တာပေါ့ academic English ဆိုတော့เนาะအဲ့တော့ကျွန်တော်စလိုက်ပါမယ်အဲ့တော့တခုခုပြောနေဆိုလို့ရှိရင်လည်း mic လေးဖွင့်လာပြီးတော့ပြောလို့လည်းရတယ်เนาะကိစ္စမရှိဘူးဒီ meeting ကအားလုံးအတွက်flexible ဖြစ်တဲ့ meeting ပါเนาะဘာမှစိုးရိမ်နေစရာတော့မရှိဘူး okay အဲ့တော့လူတိုင်းကတော့ IELTS နဲ့ပတ်သက်ပြီးတော့အတန်းနေမတက်ခင်တော့ self study လုပ်ကြမှာပဲဒါမှမဟုတ် self study နဲ့ပဲဖြည့်ရတဲ့သူလည်းရှိရဘယ်သူမှတော့မပြင်မနဲ့ဖြည့်ရတဲ့သူတော့မရှိဘူး language အရင်ကောက်ရင်တော့မှာပဲအဲ့ဒီမှာတခါလေဒါလည်းခြေတို့ကြုံခဲ့ဘူးတဲ့ကိစ္စပဲစစချင်း IELTS ကိုကိုယ်တိုင်အရင်စလေ့လာတော့မယ်ဆိုလို့ရှိရင်အရင် overwhelm ဖြစ်သွားတတ်တယ်။ဘာလို့လဲဆိုတော့ကမ္ဘာပေါ်မှာဆိုလို့ရှိရင်ဒီ IELTS နဲ့ပတ်သက်တဲ့ study material ရဲ့အများဆုံးလို့တောင်ပြောလို့ရတယ်။ကိုနေရာကြည့်လဲ study material ဒီနေရာကြည့်လဲ study material ဆိုတော့ source တွေအများများလုံးတယ်။ဘယ်ဟာကိုယူပြီးဘယ်ဟာကိုပေးရမလဲမသိဘူး။အဓိကကအဲ့ဒီဟာကိုတိတိကျကျသိစေချင်လို့ဘယ် resource တွေက reliable ဖြစ်တယ်။ဘယ်ဟာတွေကတော့ကိုအရင်တိတ်ပြီးတော့ယူစရာမလိုဘူးဆိုတာလေးကိုသိချာသိစေချင်လို့ပြီးတော့လို့ရှိရင် IELTS group တွေထဲမှာလည်းအမြင်နဲ့ question တွေ့ရပေါ့နော် self study လုပ်ချင်တယ်ဘယ်ဟာစလုပ်အောင်လဲမသိဘူးအဲ့ဒါကြောင့်မို့လို့ခြေကဒီ webinar လေးကိုလုပ်ပေးဖြစ်တာပေါ့နော်အဲ့ဒါကြောင့်မို့ခုနကပြောတဲ့အတိုင်းပဲမေးချင်တာသိချင်တာရှိလို့ရှိရင်ဒီ chat box ထဲမှာတခါတည်းမေးရလို့ရပါတယ်နော်အဲ့တော့အရင်ဆုံးစလိုက်ရအောင်အဲ့တော့ IELTS ကတော့ဒါကတော့ခြေရဲ့ profile လေးပေါ့နော်ခြေကတော့ IELTS class တွေသင်လာတာတော့ဒီ1-on-1 class တွေရော group class တွေရောသင်လာတာအခုဆိုလို့ရှိရင်3နှစ်ကျော်လောက်တော့ရှိနေပြီဒါတော့ဒီချက်ရဲ့ profile လေးပါဒါလေးမြန်လေးပဲကြော်လိုက်ပါမယ်နော်ကိုကြော်ညာဝင်လို့မဖြစ်ချင်လို့အဲ့တော့ဒါက webinar outline လေးပထမဆုံး IELTS exam ကိုချက်အကြမ်းမြင်လေးပြောပြမယ်အားလုံးကတော့ generally သိပြီးသားဖြစ်နိုင်လိမ့်မယ်ပြီးရင်ကျတို့ဒါကျန်တဲ့ component လေးရှိမယ်ပေါ့နော်အရင်ဆုံးဘာလုပ်သင့်လဲပြီးရင်အရန်မေးများတဲ့ဘယ် level ဘယ် band score ရဖို့အတွက်ဆိုရင် level ဘယ်လောက်ရှိဖို့လိုတာလဲဆိုတာလေးနည်းနည်း highlight လုပ်ပြီးတော့ပြောပြမယ်လိုအပ်တဲ့အချိန်ကိုချက်ပြောပြမယ်ပေါ့နော်ပြီးတော့အရေးအကြီးဆုံးဒီနေ့အသက်က resources ပဲအဲ့တော့ဘယ်ဟာတွေကိုပေးရမလဲဘယ်ဟာဆိုယူသင့်လဲဘယ် scale အတွက်ဆိုဘယ်စာအုပ်ကကောင်းလဲဘယ်ဟာကြီးကလုံးဝကွက်တီပဲလဲဆိုတာတစ်ချက်ပြောပြမယ်နော်ပြီးတော့လူတိုင်းဖြစ်ချင်တဲ့ high achiever ဘယ်လိုလုပ်ရမလဲဘယ်ပိုင်းနေတတိထားတင်လဲဆိုတာပြောမယ်ပြီးရင် study plan ပေါ့နော် share နာမည်ပေးထားတာ practice with strategy makes perfect လို့နာမည်ပေးထားတယ်အဲ့တော့သူများလူတိုင်းကတော့ဒါ IELTS study လုပ်ဆိုရင် self study လုပ်ဆိုရင် self study လုပ်တတ်တယ်ဒါပေမဲ့ strategy နဲ့မလုပ်တတ်ကြဘူးပေါ့နော်ကိုယ်တိုင်စာလုပ်တယ်ပြင်းတယ်မလုပ်ဘူးဒီလိုပဲတန်တရားလေးနေတတ်တယ်အဲ့တော့ဘယ်လို strategy နဲ့လုပ်အောင်လဲဆိုတာချက်ပြောပြမယ်နောက်ဆုံးကတော့ Q&A section လေးပါမယ်ပေါ့နော်ဒါကတော့ webinar outline လေးပါအဲ့တော့အားလုံး absorb ဖြစ်သွားမယ်လို့တော့ချေအရင်ရောမမျှော်လင့်ဘူးဒါပေမဲ့ဒီမှာပေးလိုက်တဲ့ half မှန်သမျှဒီ Google slide အပါ study resources တွေအကုန်လုံးဒီချေ Google Drive link တခုနဲ့ဒီ register လုပ်ထားတဲ့သူတိုင်းကိုချေ share ပေးမှာ register မလုပ်ဘဲဝင် join နေတဲ့သူတွေဆိုလို့ရှိရင်လည်းချေတို့ရဲ့ page messenger မှာလောက် down လို့ရပါတယ်နော်အဲ့ဆိုလို့ရှိရင်ချေတို့စလိုက်ပါမယ်ဆိုတော့နော်အားလုံးစင်ပြေတယ်နဲ့ဒါဆိုချေတို့စပြီးတော့ပြောလိုက်ပါမယ်Okay IELTS exam မှာဆိုလို့ရှိရင်လူတိုင်းကတော့သိတာ International English Language Test System ဆိုတာသိတယ်ဒါပေမဲ့ IELTS မှာဘယ်နှမျိုးဖြေလို့ရလဲကြတော့သိမသိကြဘူးဘယ်နှမျိုးဖြေလို့ရလဲလို့ထင်လဲ Chat box ထဲဖြေလို့ရတယ် mic ဖွင့်ပြီးဖြေလို့ရတယ်နှစ်မျိုး ဖြေ academic နဲ့ general နဲ့ဟုတ်တယ် academic နဲ့ general training နဲ့ဟုတ်တယ်အဲ့ဒီမှာနောက်တစ်ခုထပ်ရှိသေးတယ်အဲ့ဒါလည်းတော်တော်မသိကြဘူးသူက Canada visa ဖြစ်တယ် Canada visa ဆိုရင်general training ဖြစ်လိမ့်မယ်နော် general training ဖြစ်ရမှာ PR ရှောက်ဖို့အတွက်ဆိုလို့ရှိရင်လေနောက်တစ်မျိုးရှိတယ်အဲ့ဒါက academic နဲ့တော့တူတူပဲ
general training လည်းရှိရသူမှာ UK သွားမဲ့သူတွေ UK visa အတွက်ဆိုလို့ရှိရင် UK VI ဆိုတာဖြေရတယ်အဲ့တော့ဒီမှာတခါတည်း UK မှာကျောင်းတက်ဖို့ပြင်နေတယ်အဓိကအပြင် bachelor သမားတွေ master တော့ကိစ္စမရှိဘူးရိုးရိုး academic ဖြေလို့ရတယ်ဒီ UK visa အတွက်ကိုမှ bachelor တက်မဲ့သူတွေအတွက်ဆိုရင် UK VI ဖြေရတယ်ဘာမှမကွာဘူး security measures လေးပဲနည်းနည်းလေးသူကပိုတင်းကျပ်သွားတာအဲ့ဒါကြောင့်မို့ကိုကရိုးရိုး academic ဖြေလိုက်ပြီး UK VI academic မဖြေမိရင်ပြဿနာရှိနိုင်တယ်ပြန်ဖြေရတတ်တယ်အဲ့ကြောင့် UK သွားမဲ့လူတွေဆိုခါရေးတတိထားမယ်ကိုယ့်ရဲ့ requirement ကိုတခါရေးတစ်ချက်စစ်နော်အဲ့တော့ခုနကပြောမှန်တယ်တကယ်တော့အကြမ်းမြင့်အဖြစ်တော့ modules က2ခုရှိရပေါ့နော်အဲ့တော့ခုနလို Canada သွားမဲ့သူတွေဆိုလို့ရှိရင်တော့ဒါက general training module ကိုဖြေရမှာပေါ့နော်သူက standardized test ဖြစ်တယ် academic module ကတော့ကျောင်းသွားတတ်မဲ့သူတွေ higher profession အလုပ်လုပ်မဲ့သူတွေဆို academic module ဖြေကြတာပေါ့နော်အဲ့တော့ဘယ်ဟာပိုခက်မယ်ထင်လဲနှစ်ခုလုံးတော့သူ့လိုသူ နှစ်ခုလုံးကတော့ပြတ်တာခက်တယ်ဟုတ်တယ် balance ကအမြင်ရဖို့အတွက်ဘယ်ဟာပိုခက် academic ကခက်တာပေါ့နော် academic ကခက်တယ် academic က writing test 1မှာဘယ်လို writing task 1မှာ test 1กว่าသွားပေါ့ဟုတ်တယ် writing task 1กว่าသွားတာ yes နော် okay အဲ့တော့ဒါကတော့ academic နဲ့ general training နဲ့နောက်ပြီးတော့တချို့အထင်မှားတတ်တာက IELTS က standardized test ဆိုတာကိုမေ့နေတတ်တယ်တချို့နိုင်ငံမှာဖြေရင်ပိုလွယ်မလားပိုခက်မလားဆိုပြီးတော့ထင်တယ်အဲ့လိုမဟုတ်ပါဘူးเนาะတကယ်တော့သူ့ရဲ့ difficulty level က very narrow range အတွင်းမှာပဲရှိနေတာအဲ့ဒါကြောင့်မလို့အဲ့ဒီကိုယ့်ရဲ့ control ထဲမှာမရှိတဲ့ဟာတွေအကုန်လုံးတကယ်တော့စဉ်းစားကြရမလို့ဘယ်နိုင်ငံဖြေရင်တော့ပိုခက်မယ်မြန်မာနိုင်ငံမလို့ပိုခက်တယ်ဒီလိုတွေမရှိဘူးเนาะအဲ့ဒါလေးကကိုစိတ်ရှင်းရှင်းထားဖို့အတွက်သိရမယ့်ချက်လေးဒါတော့အကြမ်းမြင်လေးပြောတာလူတိုင်းကတော့ဒါသိပြီးသားskill လေးခုရှိတယ်I6 scale လေးခုမှာဆိုရင်ဆိုတာဒီအရှိရ scale 3ခုအရင်ဆုံးကြိုဖြေရအရင်ဆုံးဖြေရတယ်ပေါ့နော်ဒါပေမဲ့တချို့ paper base မှာ speaking ရင်ဖြေရတာလည်းရှိတယ် paper base ဖြေမဲ့သူအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံမှာ Bright Hill မှာသွားဖြေလို့ရတယ်ချင်းတွင်းဆိုရင်တော့ချင်းတွင်း test center မှာပေါ့နော် British Council ဆိုလို့ရှိရင်တော့ Bright Hill မှာဖြေရတယ် speaking task ကိုရင်ဖြေရတယ်ပြီးမှနောက်ထပ်3 scale ကတစ်ရက်ဒီလို computer base ဖြေမယ်ဆိုရင်တော့4 scale လုံးကတစ်ရက်ပဲဒါမဲ့ဒါကနောက်ပိုင်းကိုကဖြင်းနေဒါကဟိုဘက်ကဒီ exam test center ဘက်ကကို information ပေးရမယ်အပိုင်းဆိုတော့ exam ဘယ်လိုဖြေရမလဲဆိုတာတော့ email လေးပဲ register လုပ်ပြီးတစ်ချက်စစ်ရုံပဲကျန်တဲ့ test format ကိုနားလည်ခြင်းရင်ကျွန်တော်အတန်းတက်မှရမဟုတ်ဘူး Cambridge စာအုပ်တွေရဲ့အရှိမ exam format ဆိုတာပါတယ်အဲ့ဒါကို3កောက်လောက်ဖတ်လိုက်ရသွားပြီအတန်းတက်မှ exam format သိမှာတော့မဟုတ်ဒါမဲ့ तू ကတော့လှလှပပတော့အတန်းထဲမှာလိုမျိုး slide တွေနဲ့ဟို graphic တွေနဲ့တေချာလှလှပပတော့ရေးတာမဟုတ်ဘူးเนาะအပြင်လိုက်ကြီးရေးရတာအဲ့ဒါကိုဖတ်ကြည့်လိုက်ရင် exam format ကိုသိသွားလိမ့်မယ်ဘယ်ပိုင်းမှာဘယ်နှပုတ်မေးတယ်အမှတ်ဘယ်လိုရမလဲဆိုတာသိသွားလိမ့်မယ်ဟုတ်ပြီเนาะအဲ့တော့ exam format ကိုစသိခြင်း Cambridge IELTS ဒီချက်ပေးမယ်မှာပါတယ်အဲ့စာအုပ်ရဲ့အရှိပိုင်းမှာစာအုပ်တိုင်းရဲ့အရှိမှာ exam format ပါတယ်အဲ့ဒါကိုလေ့လာရုံပဲ exam format အတွက်ကိုစိတ်ညစ်နေကြမလို့เนาะဟိုစော်ရဲထက်တစ်ချက်တစ်ခုမေးချင်လို့လားဟုတ်ကဲ့ချေကတက်ဆန်တာချက်ဘယ်လိုกว่าလဲပြချေ test center လားဟုတ်ကဲ့တချို့ကြောဟိုဒီပုတ် error ဖြစ်တာတွေအဲ့လိုကွန်ပျူတာ base အဲ့ဒါကတော့ပုံမှန်ဆိုလို့ရှိရင်တော့မရှိတတ်ဘူးပုံမှန်ဆိုလို့ရှိရင်တော့လေကိုကတခုခုဆိုလို့ရှိရင်သူတို့မှာပေးရတဲ့ bill လေးရှိအဲ့ bill ကိုတီးပြီးတော့ဟိုနည်းနည်း complain တော့တက်လို့ရတယ်အများသောအားဖြင့်ဖြစ်ဖို့ percentage ကတော့နည်းတယ်ဒီ BC တို့ပါတော့တကယ်ချင်းတရား writing ဖြေတာဗျာ तू က keyboard ကလည်းနည်းဟိုဖြစ်လို့ရိုက်ရတာလည်းခက်တယ်အဲ့ဒါကြောင့်ဘယ်မှာဖြေရလဲဒီ Junction City မှာဖြေရလား Junction City မှာထင်တယ်ဟုတ်ကဲ့ဟုတ်တယ်နော် British Council ဆို Junction City မှာဖြေလို့ရတယ်ပြီးတော့သူတို့ရဲ့ BC ဒီဘက်က British ကမ်းနားလမ်းကလေ British Council ရုံးမှာလေဖြေတယ်အဲ့လိုမျိုးရှိရဆိုများသောအားဖြင့်ဖြစ်တာတော့နည်းတယ်ဒါတော့ဟိုချင်းတွင်းကြတော့ဒီဘယ်လောက်လောက်กว่าဖြစ်လဲကြချင်းတွင်းကတော့လေသူတို့လည်း facility ကောင်းတယ်လို့နာမည်ကြီးတယ်ချင်းတွင်းမှာဖြေတဲ့ exam fee ကိုပြောပါဗျ exam fees ကနည်းနည်းလေးတော့กว่าဥပမာထားပါတော့ BC မှာ9သိန်း9000ဆိုလို့ရှိရင်ချင်းတွင်းမှာတော့အနည်းဆုံး6000 9000လောက်กว่าနိုင်တယ်အဲ့လောက်တော့ရှိတယ်ဒါပေမဲ့ဟုတ်တယ်ဟို6000လောက်ပို့ပေးရတာဟုတ်တယ်အဲ့လောက်တော့กว่าနိုင်တယ်6000အဲ့ရနေ6000 9000 8000တသိန်းအဲ့လောက်ထိတော့กว่าနိုင်တယ်ဒါကတော့ဟိုဈေးဒီအခု price တွေရဲ့ gap ပေါ်မူတည်ပြီးတော့ပေါ့နော် normally တော့အဲ့လောက်ထိกว่าနိုင်တယ်ဒါမဲ့ BC လဲကောင်းပါတယ်သူတို့ရဲ့ service ကခုနကလိုပြောတဲ့ error တွေကအရန်ကိုဖြစ်တောင်ဖြစ်ခဲ့တဲ့ error တွေအဲ့ဒါလေးတခုတော့ရှိရယ်ကိုကလစ်မှာတော့မဖြစ်ဘူးလို့ပဲစဉ်းစားတာအဲ့လိုတော့မဖြစ်ဘူးဖြစ်ခဲ့ရင်လည်းသူတို့ဘက်ကကိုယ့်ဘက်က complaint ဖောင်တင်လို့ရတယ်တကယ်လို့ဖြစ်ခဲ့လို့ကိုယ့်ဘက်မှာတခုခု affect ဖြစ်သွားတယ်ဆိုလို့ရှိရင်လေနော်အဲ့ဒါတော့သိစိတ်အဓိကကိုကဟိုစဉ်းစားတာမှာဘယ်လိုပုံစံနဲ့ဖြေမလဲဆိုတာပဲစဉ်းစားတာဘယ် center မှာဖြေမလဲဒါပဲစဉ်းစားတာerror တော့ဖြစ်တာရှားတယ်ရမယ်နော်ဆိုရတဲ့
ဟုတ်ကဲ့ရှင်ကျေးဇူးပါခင်ဗျ โอเคပါဟုတ်ပါပြီအဲ့တော့နောက်တစ်ခုကအရင်ဆုံးသိရမှာ IELTS ကိုအခုမှစလုပ်မဲ့သူတွေအတွက်ပေါ့လုံနေတဲ့သူတွေအတွက်တော့ဒါမညွှန်းချင်ဘူးအဓိကတော့ကိုယ့်ရဲ့ English level ကိုစသိရမှာပဲဒါမှကိုယ့်ရဲ့လိုအပ်တဲ့ band score နဲ့ညှိလို့ရမှာအဲ့တော့ recommend လုပ်တာကတော့ကျတို့ English score ဆိုတဲ့ app ရှိတယ်အဲ့ရနေပြီးတော့စစ်လို့လည်းရတယ်သူက speaking မှာစစ်လို့ရတယ်နောက်ပြီးတော့ဟိုဘက်က ESF ဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒါလေးတွေကို share တော့ level တစ်ခုလောက် short ပြီးတော့တွက်လေးရှိတယ်နောက်ပြီးတော့ scale တစ်ခုချင်းစီမှာတော့ level တွေကမတူထပ်ဘူးဆိုတော့လေအဲ့ဒါလေးတော့တစ်ချက်သတိထားသေးခြင်းနဲ့ teacher ရဲ့ page messenger မှာလည်းလာစစ်လို့ရတယ် speaking ကလွယ်လို့ကြံတဲ့scale တွေအတွက်ကတော့ကျွန်တော် Google Form နဲ့စစ်ပေးတယ် speaking ကိုကြတော့ကျွန်တော် request လုပ်လို့ရှိရင်teacher နဲ့ appointment ယူပြီးတော့ speaking scale ကိုစစ်လို့ရတယ်အတန်းမတက်ခင်ပဲဖြစ်ဖြစ်ဒီတိုင်း level ထပ်စစ်ချင်တာပဲဖြစ်ချေတို့ free စစ်ပေးတယ်အဲ့တော့ဒီလိုမျိုး AI နဲ့စစ်တဲ့ application တွေလည်းသုံးလို့ရတယ်ချေတို့စီမှာလည်းလာစစ်လို့ရတယ် English level ကိုသိဖို့အရေးကြီးတယ်မသိဘဲနဲ့စလို့မရအောင်အဲ့ဒါ cliche လို့ပဲလူတိုင်းသိပြီးသားချက်နော်ကိုယ့်ရဲ့ English level စသိမှကို resource ရွေးတာအစမှန်မှန်ကန်ကန်ရွေးနိုင်မှာအဲ့တော့ပထမတစ်ချက်အနေနဲ့ကတော့ English level ကိုသိဖို့လိုတယ်လူတိုင်းကတော့ဒီမှာကိုယ့် level ကိုသိမဲ့သူတွေပဲဖြစ်မှာပဲနော်အဲ့တော့အရေးကြီးတယ်ကိုယ့်ရဲ့ level ကိုသိအောင်လုပ်ပါပြီးတော့ level test ကိုတစ်လနေတစ်ခါလောက်တော့ပြန်စစ်ကိုကဖြည့်စင်နေဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကိုကဒီ self study လုပ်နေနေ IELTS လုပ်နေနေ level up ဖြစ်လာလားဆိုတာလဲသိလို့ကောင်းတဲ့အချက်ပဲလေအားကြောင့်မို့တစ်ခါတလေဟို self study လုပ်နေနေပြင်းလာတယ်ဆိုလို့ရှိရင် level test ပြန်စစ်ကြည့်ကို level up ဖြစ်လာလားဆိုတာအဲ့ဒါလေးတစ်ချက်ရှိနော်နောက်တစ်ခုကတော့ဒီမှာအရန်မေးများတယ်ကိုကlevel တစ်ခုရှိဥမာ intermediate ရှိတယ်ကိုလိုချင်တဲ့ band score ကဒီလောက်ဆိုပြီးတော့မေးလေးရှိတယ်အဲ့တော့ဒီဟာကကျတို့ဒီဘက်အချမ်းကိုပဲကြည့်မယ် CEFR နဲ့ IELTS နဲ့ကိုပဲကြည့်အဲ့ဆိုရင်တော်တော်များများcandidate တွေကဒီလောက်မှရှိကြတယ် B1 မှရှိကြတယ်အဲ့တော့ B1 ဆိုလို့ရှိရင်ကျတို့ရနိုင်တဲ့ score ကိုကြည့်လိုက်တကယ်တော့5နည်းနည်းလေးနည်းနည်းရက်ရောရမယ်ဆိုရင်တော့ 5.5 ပေါ့အဲ့လောက်ထိပဲရနိုင်တယ်တကယ်တော့ကိုက intermediate ပဲရှိမယ်ဆိုရင်တော်တော်များများ intermediate ဆိုတချင်နာလေ7နေ 7.5တွေလိုချင်ကြတော့ဟုတ်တယ်ဒါပေမဲ့ဒီ scale နဲ့ပဲလက်ရှိဟာနဲ့ပဲသွားဖြည့်မယ်ဆိုရင် तू က5.5အထက်ရနိုင်ဖို့တော့တော်တော်ခက်တယ်အဲ့တော့ IELTS လုပ်လို့မရအောင်လားဆိုတော့မဟုတ်ဘူး IELTS foundation တွေပါတက်ပြီးတော့စလုပ်လို့ရတယ်ဒါပေမဲ့အတန်းထဲမှာလုပ်တာအပြင်ကို scale practice ထပ်လုပ်ရမယ်ဒါကအတန်းတက်ပြီးတော့ဒါရှက်နောက်မှလည်းပါမှာပါအတန်းတက်ပြီးတော့ပဲဖြစ်ဖြစ်တခြားနေရာကပဲဖြစ်ဖြစ်ကိုယ့်ဘာသာကိုပဲဖြစ်ဖြစ်လုပ်နေရင်လည်းကိုယ့်ရဲ့ English level up ဖြစ်အောင်လုပ်မှပဲကိုလိုချင်တဲ့ score နဲ့နီးမှာဥပမာကိုက 6.5 လောက်ရရတယ်ဆိုရင်တော့ 6.5 ကသူများရမများဘူးထင်တယ်မယ်တကယ်တော့မဟုတ် 6.5 ဆိုတာလည်းတကယ်ကောင်းတဲ့ score ထဲမှာပါတယ်7လောက်ထိတော့မမြင့်သေးဘူးပေါ့နော်အဲ့တော့ကိုက intermediate 6.5 ရနိုင်တယ်လို့ထင်နေတာအဲ့ဒါနည်းနည်းလေးတော့ခက်နေသေးတယ်အဲ့တော့ IELTS လုပ်ပဲဆိုရင်တော့ low ဒါပေမဲ့တစ်ချိန်တည်းမှာပဲကိုယ့်ရဲ့ level up ဖြစ်ဖို့တော့မေ့လို့မရအဲ့ဒါကိုမေ့ပြီးတော့ကိုရှိရင်းစွဲ skill ကိုပဲ test လုပ်တယ်လို့ဖြစ်နေတစ်ဖက်မှာတက်လာမှာမဟုတ်အဲ့တော့ဒါလေးကိုမြင်ထားဖို့လိုတယ်ကိုက B2 လောက်ရောက်ပြီဆိုလို့ရှိရင်တော့6.5လောက်ထိအများဆုံးရနိုင်တယ်ဥပမာ2လလောက်လုပ်ရုံနဲ့6.5တစ်လလောက်လုပ်ရုံနဲ့6.5လောက်ရနိုင်တယ်ဒါပေမဲ့ဘလို့ level ပဲဖြစ်ဖြစ်အနည်းဆုံး2လလောက်တော့ပြင်ပါကိုမှ English level ဘယ်လောက်ပဲရှိရှိ2လလောက်တော့ပြင်ပါ B2 ဆိုရင်6.5အထိပဲရနိုင်တယ်အဲ့တော့ B2 သမားကြီးဆိုရင် language ကတော်တော်လေးကောင်းနေပြီလို့ပြောလို့ရတယ်အဲ့တော့သူတို့ကလိုချင်တာပေါ့7.5တို့8တို့7တို့လိုချင်တာပေါ့အဲ့ဒါဆိုရင်ကျွန်တော်ပြောတယ်အနည်းဆုံး6လလောက်ရမယ်လို့ပြောတယ်7 and above ရဖို့ဆိုလို့ရှိရင်ဘာလို့လဲဆိုတော့7ဆိုပြီးဆိုတာနဲ့သူက C1 ဖြစ်သွားတယ်အဲ့တော့ချိန်ကအနည်းဆုံး6လလောက်ပေးမှပို့အဆင်ပြေတယ်အဲ့လိုမဟုတ်လုံးဝမရနိုင်ဘူးလား3-4လနဲ့ဆိုတော့မဟုတ်ဘူးကိုက listening reading လိုမျိုးမှာ band score ကောင်း8လောက်ထိရနိုင်ရင်เนาะ reading နဲ့ speaking ကြောက်သွားတာကိုပြန်ပြီးဖာထေးနိုင်ရင်เนาะ7ရကောင်းရနိုင်တယ်ဒါပေမဲ့ချွတ်ချော်ပြီးတော့6.5မှာ stack ဖြစ်နေတတ်တယ်ဒါကြောင့်မို့လို့ကိုကလုံရင်နဲ့7ရနိုင်သွားတယ်ဆိုတာ level ကလည်း C1 ရောက်သွားလို့အဲ့ဒါလေးတစ်ချက်တော့ရှိတယ်အဲ့တော့ B1 ပဲဖြစ်ဖြစ် B2 ပဲဖြစ်ဖြစ်ကိုလိုချင်တဲ့ score ရမရဆိုတာကဒီဟာနဲ့ပဲပြန်ချိန်ရမှာပဲအဲ့တော့ကိုပေးနိုင်တဲ့အချိန်ကိုလိုအပ်တဲ့ score နဲ့အရန်ဆိုင်တယ်နော် C1 သမားဆိုလို့ရှင်တော့7 7.5 8အဲ့တော့အရန်အချိန်မီဝဲသွားဖြည့်လို့ရှင်တော့7 7.5လောက်ပေါ့နော်တေချာ practice လုပ်ပြီးတော့တေချာဒီကြားထဲမှာတေချာလုပ်ပြီးတော့ model test တွေလည်းဖြည့်ကြည့်ပြီးဖြည့်နော်အဲ့လောက်တော့ရမယ်ဒါကသူ့ရဲ့ stereotype ပဲဒါကကျောင်းသားတယောက်က level လို့ချက်ကိုပြောလိုက်တာ ਨੇ intermediate ဆိုတာ ਨੇ သူဘယ်လောက်ရနိုင်လဲဆိုတာဒီ instructor တွေစိတ်ထဲမှာရှိပြီးသားအဲ့လိုမျိုးသူမှာ English စာ level ဘယ်လောက်ရှိလဲသူအချိန်ဘယ်လောက်ယူပြီးတော့လုပ်မှာလဲပုံမှုပြီးတော့သူမှာ score ကတကယ်တော့ရှိပြီးသားဖြည့်ကြည့်လိုက်မယ်ရများရမှာမသိဘူးဆိုတာတဲ့အဲ့တော့ကိုကဟိုကိုယ့်ရဲ့ level နဲ့မေးကြည့်ပါပေါ့နော်ဘယ်လောက်လုပ်ဖို့လိုလဲဒီတချို့ကြတော့လိုချင်တဲ့ score ဆိုတာရှိတယ်
ဥပမာ B2 ရှိရင်8လိုချင်တယ်ရတယ်လိုချင်တာရတယ်ဒါပေမဲ့ဘယ်လောက်လိုတာလဲအကြောင်းထပ်ဖို့က7လောက်ပဲလိုတယ်ဆိုလို့ရှိရင်ကြတော့7ကိုအရင်ရအောင်လုပ်ရမှာပေါ့အဲ့ဒီအပိုင်းလေးကလည်းရှိတယ်ねအဲ့တော့ဒါလေးကိုတစ်ချက်မှတ်ထားပေးပါကိုမရှိရဲ့ English level နဲ့ကိုလိုချင်တဲ့ score နဲ့အရန် gap ဖြစ်နေလား gap ဖြစ်နေရဆိုလို့ရှိရင်ဘယ်နှလလောက်ရမလဲဘယ်လောက်လောက်ရမလဲ general English ကိုဘယ်လောက် focus လုပ်ဖို့လိုမလဲဆိုတာလေးကိုတစ်ချက်စဉ်းစားပေးပါအဲ့ဒါလေးရှိမယ်ဒါတော့အရေးကြီးတဲ့အပိုင်းလေးOkay အဲ့တော့ဒါတီချယ်တို့ဒီနေ့ရဲ့ main topic ပေါ့နော် self study အကြောင်းကိုပြောရမယ်အဲ့တော့ resource တွေကိုကျွန်တော်အဓိက2မျိုးခွဲလို့ရတယ်စာအုပ်တွေနဲ့တခြားဟိုဘက်ကဒီ website တွေ YouTube channel တွေဆိုပြီးတော့2မျိုးခွဲလို့ရတယ်အဲ့ဒီမှာမှ books တွေမှာ2မျိုးရှိရသူက course book တက်လာတာရှိရ course book ကသင်တန်းတွေမှာသုံးတယ် IELTS foundation တို့ဘာလို့သင်တန်းတွေမှာသုံးတဲ့ course book ပြီးတော့လို့ရှိရင်ကျွန်တော် exam ကို past paper ဖြေကြည့်ရ Cambridge IELTS ဆိုတာရှိတယ်အဲ့တော့ဒီနေ့ပေးမယ်တွေမှာချက်ပေးမယ်တွေမှာအများကြီးပါတယ်ပြီးတော့ကိုရိုင်းလုံးမဲ့လူတွေလည်းဘယ် course book ကိုရွေးသင့်တယ်ဆိုတာဒီချက်ကခဏနေပြောမှာเนาะပြီးတော့လို့ရှိရင် individual skill focus book တွေရှိတယ်အဲ့တော့ဟိုဘက်က course book ကိုလုပ်တယ်တခါတလေအဲ့ course book တွေမှာအားနည်းချက်တွေရှိတတ်တယ်အဲ့ဒါအတွက် skill ကိုထပ်ဖြည့်ဖို့ကတချို့ course book လေးရွေးပြီးလုပ်ရတာမျိုးရှိတတ်တယ်အဲ့တော့အရန်ကောင်းတဲ့စာအုပ်တွေရှိတယ်အဲ့ဒါကိုရှိတယ်ဒီနေ့ဟိုပြောပြပေးမယ်ဘယ်ဟာရတော့မလုံနဲ့ဘယ်ဟာကိုလုပ်ဆိုတာပြောပြပေးမယ်ပြီးရင် website တွေကိုကြတော့ဒီချက်ကတခြားဟာအတွက်တော့အရန် recommend မလုပ်ချင်ဘူးစာအုပ်တွေကြည့်တာနဲ့တင်တော့ input ကလုံလောက်တယ် practice ကလုံလောက်တယ် mock test သွားဖြည့်ဖို့အတွက်ဆိုလို့ရှိရင်တော့ website တွေသုံးမယ်ပြီးတော့ exam tip ရဖို့အတွက်ဆိုလို့ရှိရင်တော့ YouTube channel တွေသုံးမယ်အဲ့ဒါလေးရောရှိတယ်အဲ့တော့အခု share စပြောပြမှာ course book တွေအကြောင်းစပြောမယ်အဲ့တော့ဘာ course book တွေကြားဘူးလဲ course book ဆိုတာ scale လေးမျိုးလုံးပါတာ topic တစ်ခုရှိမယ် unit 1ဆို topic တစ်ခုရှိမယ်ပြီးရင် scale လို့၄မျိုးလုံးကိုသူကတန်းစီတာကြားဘူးလားဘယ် course book တွေကြားဘူးလဲCambridge grammar for IELTS ရှိတယ် vocabulary for IELTS ရှိတယ်နောက်တစ်ခုက mindset ရှိတယ် mindset ကိုမှ foundation ရတယ် level 1 2 3 yes ဟုတ်တယ်ဟုတ်တယ် အခြားအများကြီးတော့မလုပ်ဟုတ်တယ် grammar နဲ့ vocab ကတော့ तू ကနည်းနည်းလေး system ကို focus လုပ်တာပေါ့နော်ခြေတို့ကတော့ဒီနေ့မှာ scale တွေပဲထည့်လိုက်မယ်အဲ့တော့ course book တစ်ခုကိုင်တော့မယ်ဒီထဲမှာ self study အခုမှလုပ်မယ်သင်တန်းလည်းမတက်သေးဘူး course book တစ်ခုကိုင်မယ်ဒီချက်တစ်ခုပဲရွေးပေးပါဆိုလို့ရှိရင်ခြေကရွေးပေးမယ်နော်တစ်ခုတည်းတော့မဟုတ်ဘူးခြေက2ခုပြရမယ် complete စာအုပ်ရှိရယ်ဒီဘက်က mindset series ရှိရယ်နှစ်ခုတည်းကတစ်ခုလုပ်လို့ရတယ်သင်တန်းတွေမှာလည်းဒါအဓိကသုံးကြပါဘောနော်ဒါပေမဲ့ခြေတို့ကတော့အတန်းထဲမှာတော့နည်းနည်းလေး adapt လုပ်ပြီးတော့သုံးတာပေါ့ကိုယ်တန်းထဲအကြောင်းသားနဲ့ကြိုက်အောင်လို့ပြီးတော့လို့ရှိရင်အခုနောက်ပိုင်းမေးတဲ့ question trans တွေနဲ့ကြိုက်အောင်လို့ခြေတို့ကနည်းနည်း adapt လုပ်တယ်ဒီစာအုပ်တွေကတော့ထုတ်ထားတာနည်းနည်းတော့ကြာပြီဒါပေမဲ့ယူသုံးလို့ရတယ်အဲ့တော့ complete ဆို3မျိုးရှိရယ်ကိုက band 4 to 5ဆိုရင် intermediate pre intermediate လောက်ပဲရှိရဆိုဒီစာအုပ်စလုပ်လို့ရတယ်ဒါပေမဲ့ဘယ်သူမှ pre intermediate နဲ့မစဘူးအဲ့တော့ intermediate သမားတွေက5 to 6.5ဆိုတဲ့အလယ်ကိုလုပ်တယ်နောက်ပြီးတော့6.5 to 7.5ဆိုတဲ့ကောင်ကြတော့ upper intermediate to advanced ရှိတဲ့သူတွေဆိုလို့ရှိရင်လုပ်တယ်ဒါပေမဲ့စာအုပ်ကအရန် crowded ဖြစ်တယ်သူ့မှာပါတယ် content တွေက unit က8ခုပါတယ်ချေကြိုက်တာကတော့အဲ့မှာ topic related collocations ပေးထားတာလေးအရန်ကြိုက်တယ်ပြီးတော့လို့ရှိရင် listening reading သင်တဲ့ပုံကြိုက်တယ် speaking ကို step by step လုပ်တာကြိုက်တယ်ဒါပေမဲ့ writing တော့မသုံး writing ဆိုရင်တခြားစာအုပ်တော့သုံးပါအဲ့တော့ unit တစ်ခုကို Cambridge စာအုပ် sorry ဒီမှာ complete စာအုပ်ဒီတွေကသူတွေကြိုက်မယ်ပဲထားပါတော့ unit တစ်ခုကိုကြည့်သူ့မှာအရှိက introduction လေးတွေပါမယ်ပြီးရင် listening တွေ reading တွေလုပ်သွားspeaking ဆိုလဲသူရဲ့ audio လေးတွေနဲ့လေ့ကျင့်လို့ရတယ်သူက user friendly လည်းဖြစ်တယ်အရင်ရှုပ်ချက်ကြီးအဆင့်တွေအများကြီးမပါအောင် user friendly ဖြစ်တယ်ဒါပေမဲ့ writing ဆိုရင်တော့မသုံးနဲ့ကျဲအဲ့လောက်ထိပြောနိုင်တယ်ဒါပေမဲ့ unit တစ်ခုချင်းအစုံချက်ပြောလေးလိုက်မှတ်ထားပြီနော် unit တစ်ခုအစုံမှာရှိရင်သူက vocabulary index ဆိုတာပါတယ်အဲ့ဒါကိုကိုယ့်ရဲ့အဓိကအဖြစ် writing မှာသုံးလို့ရတယ်vocab တကယ် advanced ဖြစ်တဲ့ဟာလေးတွေဆွဲထုတ်ပေးရတယ်အဲ့တော့ပြီးတော့ course book ဖြစ်နေတဲ့အတွက် topic တစ်ခုချင်းစီပါတာဆိုတော့ကိုကလုံးဝ topic နဲ့ engage ဖြစ်တယ်ဒီလိုမျိုး topic တာ exam မှာကြုံရရင်လုံးဝ confidence ရှိနဲ့ဖြေနိုင်တယ်ပြီးတော့ IELTS မှာ topic တွေကအမြဲအသစ်ထွက်နေရမဟုတ်ဒီ topic တွေရွေးလာတယ်ဥပမာ science အကြောင်းလား education အကြောင်းလားဒါမှမဟုတ်လို့ရှင် archaeology လားအဲ့လိုလေးတွေ तू က main topic တွေကရှိနေပြီဒါအဲ့မှာ question တွေပဲကွာသွားတာဆိုတော့လေ तू ကအမေးများတဲ့ topic တွေကို unit စီရတာ listening reading speaking တို့ကောင်းတယ်ဒါပေမဲ့ဒီ writing ဆိုလို့ရှိရင်မသုံးဘူးချက်ကတော့ဘာလို့လဲဆိုတော့သူရေးတဲ့ format ကနည်းနည်းလေး academic essay နဲ့နည်းနည်းကွာဟနေရပဲပြောမလားသူ့ရဲ့ format ကအမှတ်ပေးစီးမြင်နဲ့တိတ်မကြည့်လို့အဲ့လိုပဲချက်ပြောမယ် writing အတွက်ဒီချက်တခြားကောင်းတဲ့စာအုပ်ပို့မယ်နော်အဲ့တော့လုပ်ချင်တယ်ဆိုရင်ရတယ် listening reading writing ဒီ speaking ထိလို့ writing အပိုင်းကိုထည့်
ရမယ်နော် listening reading speaking ကို complete ရနေလုပ်မယ် तू ကပေးတဲ့ vocabulary လေးဆိုလို့ရှိရင် तू vocab ရယ် word class ရယ်ပြီးတော့ meaning လေးရယ်ပေးရဆိုတော့ topic related vocabulary လည်းကျက်လို့ရတယ်ဒါပေမဲ့ तू ကထည့်ပြောတဲ့အတိုင်း content ကများတော့3လလောက်လုံးမှာပဲကိုယ့်ဘက်ကိုလုံးအောင်3လလောက်လုံးမှာပဲလို့နေတိုင်းတစ်နာရီလုံးအောင်မှာ3လလောက်လုံးရလိမ့်မယ်အဲ့ဒါတခုရှိတယ်သူကနောက်ပြီးတော့သူ့ရဲ့အားနည်းချက်က writing ရယ်နောက်တစ်ချက်က graphic ကမလားအဲ့တော့ကျောင်းသားရယ်တချို့ကcomplete ကိုပြောရတာတစ်ချက် mindset ကို complete ကိုပြောတာ complete ကသူ့ရဲ့ graphic ကမလားမှိုင်းနဲ့သူ့ရဲ့ quality တိတ်မကောင်းပေါ့နော်စာအုပ်တွေက graphic ကမလားစာတွေကအရန်ကြက်တယ်ပေးချင်တာသူကအရန်များတာဆိုတော့ဒါပေမဲ့ကောင်းတာအဲ့လို grammar reference တွေအပြည့်ပါတာတွေအရန်ကောင်းတယ် grammar reference တွေတခါလေးမှားတတ်တဲ့အမှားတွေဆိုစာအုပ်ရဲ့နောက်ဆုံးမှာရှိတယ် speaking မှာသုံးရမယ့် concept တွေဆိုအနောက်ဆုံးမှာရှိတယ်စာအုပ်အနောက်ဆုံးunderestimate မလုပ်နဲ့အရန်ကောင်းတယ်အဆင်ပြေကိုကဒီဟာသုံးမယ်ဆိုရင်လှမ်းကြည့်ဒါပေမဲ့ချိန်ခုနပြောပြီးသားခုန graphic မကောင်းဘူးပြီးတော့လို့ရှိရင် writing ဆိုရင်မသုံးကျန်တာအကုန်ကောင်းတယ်ပယ်စရာမရှိဘူးသူက mindset ကကြတော့အရန် user friendly သူလည်း user friendly ဖြစ်တယ်မှာပါတယ်သူရဲ့အကောင်းဆုံးချက်ကတော့အရန်လှတယ် graphic ကအရန်လှတယ်ဒါပေမဲ့ level ကတော့သူက၄ခုရှိရခုနအတိုင်းပဲဒါဆို pre inter upper နဲ့ advanced ဆိုပြီးသူကတော့ level ပုံများတယ်ဒါပေမဲ့ तू ကနည်းနည်းပြော့တယ်လို့ချက်ချင်း difficulty level တွေကအဲ့လောက်မခတ်ဘူးဒါပေမဲ့ကိုကstep by step လုပ်ချင်တယ်ဆိုလို့ရှိရင်လည်း mindset ကလုပ်လို့ရတယ်ဒါပေမဲ့ step တွေအရန်များလုံးတော့ရှေ့မရောက်တယ်လို့ခံစားရလိမ့်မယ်ပြီးရင်တကယ် past paper နဲ့ relate မဖြစ်တယ်လို့ခံစားရလိမ့်မယ်အဲ့ဒါလေးတခုတော့ရှိရလောက်ရတာတော့အရန်ပျော်စရာ graphic လေးတွေကလည်းကြဲကြဲလေးလှလှလေးနဲ့ကောင်းတယ်ဟုတ်နော်အဲ့တော့ mindset ကလုံးလို့ရလားဆိုတော့လုံးလို့တော့ရတယ်သူလည်းအဲ့လိုပဲချေ writing တော့တအားကြီး recommend မပေးချင်ဘူးကောင်းတဲ့ unit တွေတော့ရှိတယ်ဒါပေမဲ့ writing အတွက်ဆိုချေပြောပြီးသားတခြားဟာကိုသုံးမယ်ပေါ့နော်အဲ့တော့ listening reading ကိုပေါ့ပါလုပ်ချင်တယ်ကောင်းတယ်ဒါပေမဲ့ तू က speaking အတွက်မကောင်း listening reading အတွက်လောက်ပဲကောင်း speaking အတွက်အရင်ကြီးတော့မကောင်း pronunciation တွေပါတော့ तू ကသင်ပေးဒါပေမဲ့အရင်ပပလေးပဲပုတ်တယ်ပေါ့နော်အရင်ပပလေးပဲပုတ်တယ်အားကြောင့်မလို့အဲ့တော့ you သုံးချင်ရင် step by step လေ့ကျင့်ခြင်းနဲ့ Cambridge Past paper တွေမလေ့ကျင့်နဲ့လေ့ကျင့်နဲ့ကုန်သွားအောင်ပဲဒီ course book ကိုယူသုံးလို့ရတယ်အဓိက listening reading အတွက်သုံးပါခြုံပြောရမယ်ဆိုတစ်ချက်တစ်ခုရွေးဒီနှစ်ခုတွေကတစ်ခုရွေး listening နဲ့ reading အတွက်ပဲသုံးအဲ့ဒါဒီချက်ရဲ့ပြောချင်တဲ့နောက်ဆုံး point ပဲဟုတ်နော်အဲ့တော့ဒီရဲ့တအုပ်သုံးမယ် ဒီချက်ပြောချင်တာဟိုဒီ course book ကနေ listening နဲ့ reading တော့ပဲဟုတ်တယ် listening နဲ့ reading ကို step by step လုပ်မယ် तू က step လေးတွေ strategy လေးတွေပေးထားတာမဟုတ်ဘူး step by step listening reading ကိုဒီကောင်ကလုပ်လို့ရတယ်ချဲ့ရဆိုရင်ဒါကိုလုပ်မယ်နော် okay ဒါပေမဲ့ mindset ကတော့ပို့ပြီး step များလိမ့်မယ် complete ဆိုရင်တော့အဆင်ပြေနော်ဒါပေမဲ့ mindset လည်းမကောင်းဘူး mindset လည်းကောင်းတယ်ကိုကဒီ student ဒီဘက် number 1လုပ်ပြီးသွားလို့ရှင်2အဲ့လို3 sub လုပ်သွားလို့အဆင်ပြေရပေါ့နော်မ complete ဆိုရင်တော့ကောင်းတယ်ဒါပေမဲ့လည်းကိုက intermediate level ဆိုလို့ရှိရင်တော့ကိုလုပ်တဲ့စာအုပ်ကတကယ် Cambridge difficulty နဲ့နည်းနည်းလေးတော့ဟာနေလိမ့်မယ် difficulty level ကိုလုပ်တဲ့ပုံမျိုးပြီးတော့ဒီလိုမျိုးပဲလွယ်မယ်လို့တော့မှန်းကြည့်လို့တော့မရဘူးเนาะဒါ step by step ကို train ပေးတာကိုတကယ် past paper မဖြစ်ခင် train ပေးသလိုမျိုးပဲယူဆလို့ရတယ်ဟုတ်ပြီเนาะအဲ့တော့ဒီနောက်အုပ်ထဲကတအုပ်ရွေး listening reading အတွက် instruction လေးတွေတေချာဖတ်ပြီး self study လုပ်လို့ရတယ်အဲ့ဒါ course book အဲ့ဆိုဒီမှာမေးစရာရှိလားချဲ့ဆိုမှ calling calling ပြောပြမယ်เนาะCollins ကိုဘာသုံးလဲဆိုအခုပဲပြောပြမယ်ဒီမှာ Collins ကမိုးစင်ပြောခြင်းတဲ့ Collins က listening reading writing speaking တခြားဟာရှိသေးတယ်ဒီချိန်ဆိုရင်တော့ဘာသုံးလဲဆို speaking သုံးမယ် listening reading မသုံးနဲ့စိတ်ညစ်သွားလိမ့်မယ်နည်းနည်းလေးပွားခတ်တယ်တကယ် Cambridge question နဲ့သူ step by step တော့သူလည်းသင်ပေးရှာတာပဲဒါပေမဲ့ graphic မလာတော့ချင်းမရှိဘူးပြီးတော့ listening reading မှာstep များတယ် tips တွေတော့ပြောတယ်ဒါပေမဲ့ဟို question ပုံစံလေးတွေကနည်းနည်းလေးကွာလို့ဥပမာထားပါတော့တကယ်သူကဘလို့နဲ့သွားတူလဲဆိုတော့တကယ် exam မှာက one word only လောက်ပဲ listening reading မှာမေးကြတာဟုတ်တယ်မလားကွက်လက်ဖြစ်ဆို one word two word လောက်ပဲ तू က no more than 3 word တွေပါတော့အရင်မတူပြီးတော့ step တွေများတယ်ဆိုတော့ဘန်နောက်ဖြစ်နိုင်တယ် तू ကအရင်ပြစ်တယ်သူလဲအဲ့ listening reading ဆိုတိတ်မရှူစေချင်ဘူးဒီမှာဒါပေမဲ့ကိုကအချိန်ရတယ်ဆိုတစ်နှစ်လောက်ရတယ်ဆိုရင်တော့လောက်ပေါ့ပြောစရာကြီးလောက်ပေါ့ဒါပေမဲ့ချေဖြစ်ဘူးလေချေဟိုးရင်တော့ဆို reading စလုပ်တာ Collins မှာနည်းနည်းစိတ်ညစ်သွားသူစလာရ paragraph ကိုဖတ်ခိုင်းပြီး main idea ထုတ်ခိုင်းတာဆိုတော့လွယ်ဆဆချင်းဆိုကျတော့ specific information လောက်ပဲရှာခိုင်းတင်တာပေါ့နော်အရင် experience မရှိရသူဆိုအားကြောင့်မို့ဒါလေးရနည်းနည်းလေးတော့မြင့်နေလို့တော့ပြောချင်တယ်လုံးချင်တော့လုံးစရာအချိန်အများကြီးပေးနိုင်တယ်ဆောင်းမဖြစ်ဘူးလဲဝေးနေသေးရဆိုရင်တော့
ဘာမှဖြစ်ဘူးဒါမဲ့ချေ recommend လုပ်ရှင်တာကတော့ speaking ဆိုရင်သုံးလို့ရတယ် speaking ကိုလုံးဝကြစ်လေးနဲ့အများကြီးမကြည့်တော့ဘူးဆိုရင် speaking callings ကိုလုပ်အဲ့ဒါကိုပြောချင်တယ်နောက်တစ်ခုက speaking မှာအကြိုက်ဆုံးကပုံမှန်ဆိုလို့ရှိရင်လေအတန်းနေမှာပဲ practice လုပ်ကြည့်ကိုယ့်ဘာသာကိုယ်ပဲ speaking question တွေရှာပြီးလုပ် question တွေကိုဖတ်ပြီးတော့ practice လုပ်ကြတာဟုတ်တယ်မလား ဟုတ်ကဲ့ရှင် ခုမှကျတော့အရင် special ဖြစ်တဲ့ calling speaking ကအဲ့လို question တွေတန်းစီရေးပြတာမျိုးသူမှမရှိဘူးသူ audio ဖွင့်ပြီးနားထောင်ရတာနားထောင်ပြီးတော့ကိုယ်ရင်ဖြေကြည့်ရတာအဲ့ဖြေရတာ record လုပ်ရတာပြီးမှ तू က sample answer အဲ့ audio ကကြားရတာအဲ့တော့ question တွေကိုဘယ်တော့မှပေးတာကို written form နဲ့ audio နားထောင်ရတယ်အဲ့လိုမျိုးက exam မှာတကယ်တွေ့ရ form ဟုတ်တယ်မလား exam မှာချေတော့ speaking ဆိုရင် question ကိုမမြင်ရဘူးလေကျောင်းသားတွေက practice လုပ်တယ်ဆို question ကြီးပဲဖတ်ပြီးတော့လုပ်ကြတာ no အဲ့မှာတကယ် exam မှာပြဿနာတက်တာပဲတေချာ pay attention မလုပ်တတ်ဘူးအဲ့တော့ calling ကိုကြိုက်တဲ့ချက်ကအဲ့ဒါကြောင့် အထက်အဲ့လို audio တွေ official နားထောင် book ဝယ်ရမှာ no PDF ရှိရလေ PDF ရှိရ audio file လည်းရှိရလေအဲ့ဒါလေးပေးမယ်လေပေးမယ်နော် ဟုတ်ကဲ့ရှင် အဲ့လုပ်လို့ရတယ် ကျေးဇူးပါ အဲ့တော့ပြီးမှလုပ်လို့ရတယ်ဆိုတော့ तू ကနောက်ထပ်ကောင်းတဲ့ချက်က तू ကအမြဲတမ်း vocabulary input နဲ့စားတယ် adjective personality ဆို personality adjective လေးနဲ့စားပြီးတော့ phrase လေးပဲထိသွားတယ်တခါလေ idioms လေးတွေသင်ပေးတယ်ကိုသိတဲ့အချက်လေးတွေသင်ပေးပြီးတော့ pronunciation မှာသင်ပေးတယ်အဲ့တော့ကိုဘာသာကိုလုံးမယ်ဆိုလို့ရှင်လဲ audio လေးတွေကနေတစ်စင် guided လုပ်သွားလို့ရတယ်ဆရာမရှိလဲအရင်တော့ပြဿနာမရှိဘူးတော့ဆရာပြောချင်တယ် sample answer လေးတွေလည်းပါမယ်ကိုကအရင် listening skill မကောင်းသေးရင်တော့မှ audio script ကနေတစ်ချက်ကြည့်ပြီးတော့ audio sample answer လေးကောင်းတယ် imitate နည်းနည်းလုပ်ပြီးတော့လုပ်ကြည့်လို့ရတယ်နော်ဒါမဲ့ I speaking အတွက်ဆိုအဲ့ဒါကြီးပဲလုပ်လို့မရဘူးเนาะတခြားအပိုင်းတွေလည်းရှိအောင်မှာဒါပေမဲ့ exam focus speaking အတွက်ဆိုအဲ့ဒါ practice လုပ်လို့ရတယ်ခုနက course book တွေကရှုမှာထပ်စားလို့ရှင်အဲ့တော့ listening reading ကို course book တစ်ခုကယူ speaking ကို callings ကယူတယ်နော်ဒီချက်အနေနဲ့ judge လုပ်ရမယ်ဆိုလို့ရှင်တော့ speaking ကို callings ကနေလုပ်ကြည့်လို့ရတယ် vocab တွေလည်းအရင်မများဘူး manageable ဖြစ်တယ် तू က bite size လောက်ပဲ तू ကပေးတာဒါပေမဲ့အဲ့ဒါကိုတော့ကိုကပြပြမြင်မြင်ရအောင်တော့ကိုက practice လုပ်ရမယ်အဲ့ဒါလေးတော့ရှိနော် speaking အတွက်ဆိုလို့ရှင် callings ကို share recommend လုပ်တယ်နောက်တစ်ခုကကြော writing writing ကလူတိုင်းသိချင်မှာပဲအဲ့တော့ writing ကလေလူတိုင်းထင်မှာပေါ့နော်ထင်တာမဟုတ်ဘူးဟုတ်လဲဟုတ်တယ် writing က feedback လိုတယ်တေချာသင်ဖို့လိုတယ် writing နဲ့ speaking ဟုတ်တယ်မလားအဲ့တော့ calling speaking လုပ်ရင်ရတယ်speaking ရဲ့လိုချင်တဲ့ test requirement တွေကိုတေချာဖတ်အမှတ်ပေးစီးမြင်တွေကိုအဲ့မှာလည်းတေချာဖတ်လို့ရတယ် callings မှာ writing မှာလည်းလိုပဲအမှတ်ပေးစီးမြင်ပဲပြောမလားနော် question type ပဲပြောမလား essay format ပဲပြောမလား step by step ရင်းကြီးပဲပြောမလားစာအုပ်ရှိရတကယ်တော့အဲ့တော့ဒီဟာလေးကိုလုပ်ဒါလေးကိုလုပ်ကြည့်လို့ရတယ်ကိုကတော့နည်းနည်း self discipline ကိုကြည့်ရမှာပေါ့နော်နှစ်ခုတွေကတစ်ခုပဲရွေးဒီ IELTS buddy ကိုရွေးမလားဒီဘက်က journal ကိုရွေးမလားနှစ်ခုတွေကတစ်ခုလုပ်လို့ရတယ်နော်အဲ့ဒါအဆင်ပြေနိုင်တယ် step by step ပါဟုတ်ပါဒါပေမဲ့ကိုယ့်ဘက်ကတော့နည်းနည်းဇွဲရှိဖို့လိုတယ်နော်ပြီးရင် information တွေကိုမကြော်ချသွားဖို့တော့လိုတယ်သူရေးထားသမျှအသက်ပဲ IELTS buddy ဆိုလဲ step by step အသက်ပဲပြီးရင်သူကြားထဲမှာစအပြင်လိုက်ကြီးရေးလို့ဖြစ်ပေမဲ့ live ဖတ်ကြည့်ရန်စိတ်ဝင်စားဖို့ကောင်းတယ်ချို့က writing မှာတကယ်တော့ခါလေးချေတို့စဉ်းစားတာဟိုလိုရေးရင်တော့မှတ်မရအောင်ဒီလိုရေးရင်တော့မှတ်မရအောင်ထင်တတ်တယ်အဲ့လိုမဟုတ်တစ်ဖက်သေးရေးမှာတို့နှစ်ဖက်ခွာရေးမှာတို့ခါလေးချေတို့ထင်တတ်တယ်ကြတော့အဲ့လိုကအမှတ်ပေးစီးမြင်နေမှာမရှိဘူးအဲ့အကြောင်းတွေကသူက discuss လုပ်ပြရတယ်ပြီးတော့ IELTS buddy ရဲ့ထူးခြားချက်ကောင်းတဲ့ပိုကောင်းတဲ့ချက်ကကြောင့်သူ့မှာ external link တွေပါတယ်အဲ့ကနေတဆင်ဒီထက်ပိုများတဲ့ format တွေကို လိုက်လေ့လာလို့ရတယ်သူရဲ့ website ဟုတ်ပြီနော်အဲ့ဒါအတွက် IELTS buddy ကကောင်းတယ် yes ရှက်အဲ့ဒီဟိုကျွန်တော်ဒီဆောက်လို့ကျွန်တော်အရင်တနေ့မရှိဘူးပေါ့ အရင်တနည်းမရှိဘူး ဟုတ်ကဲ့ဟုတ်အဲ့ဒါချက်လေးလာမယ်ဆိုဘယ်လောက်ချိန်တော့ပြကျွန်တော်ဟိုအော်တိုဘာတော်လေးမှာဖြစ်မှာဆိုတော့ အောက်တိုဘာဖြစ်မယ်ဆိုရင်တော့မလုံးနဲ့တော့ကိုလုံးနေကြဟာပဲလို့ကိုအတန်းတက်ထားတဲ့ဟာရဲ့ handout ရှိလိမ့်မယ်ဒါမှမဟုတ် model ကြောင့်ကျွန်တော်ဟို YouTube ကနေ IELTS စပန်နစ်ကနေကြည့်လိုက်တာကျွန်တော် အော်ဟုတ်ပြီYouTube ကကြည့်မယ်ဆိုရင်တော့ share ဆက်ပြောပြအောင်မယ် YouTube ကကြည့်မယ်ဆိုအတူလေးကြီးကြတယ်ရှေးကြီးတကယ်ဆရာတယောက်နာပြောတာနားထောင်သူအရှေ့လေးတော့ကိုကြည့်ပေးဒါပေမဲ့အခုက YouTube ကြည့်တာထက်ဆောင်းဝဲဖြေတော့မယ်ဆို writing အတွက်ဆိုလို့ရှိရင်လေ share တော့ model answer ပဲဖတ်ပြီးတော့ analyze လုပ်စေခြင်းတယ် exam ကအရင်နေပြီဆိုလို့ရှိရင်လေ ဟုတ်ကဲ့ကျွန်တော်ဟိုတကယ်တမ်းဒီဇင်ဘာလောက်မှဖြေမယ်လို့ဆိုတာဒါပေမဲ့ဟိုအောက်တိုဘာ28ဟိုဖြေမှဖြစ်မှာဘာလို့ဆိုတော့ deadline က31ဗျာကျွန်တော်လိုရတဲ့ band score ကတော့ 2.5 လောက်တော့တူနေတယ်ပေါ့အဲ့တော့တကယ်ပြောမယ်ဆိုကျွန်တော်အင်္ဂလိပ်စာနဲ့တော့ကျွန်တော်တော့ကိုယ်နဲ့အထီးကျေးကြရှိနေတော့ဗျာအဲ့တော့ဒီတိုင်းပဲကိုယ့်ဘက်ကိုဖြေလိုက်တာပေါ့ on self study ပဲငယ်လေးတဲ့အဲ့ရင်းနှီးတာတော့ listening နဲ့ reading ကကြောက်လို့ဟိုဖြစ်တယ်ဗျာကျွန်တော်ကိုလည်းအဲ့လိုပဲတုတ်သွားဟိုသူ self study နဲ့ပဲ
ဒီ teacher ပြောလို့ပဲ listening နဲ့ reading ကိုသူကနိုင်ယူလိုက်ပြီးတော့ဗျာ writing နဲ့ speaking ကိုစစ်ပဲယူလိုက်တာအဲ့ဒါ 7.5 ရမိုက်တယ်နော်ဆိုပဲအဲ့လိုဟုတ်တယ်ဟိုဘက်က listening နဲ့ reading ကိုများယူလာလိုက်လို့ရတယ်ဒါပေမဲ့ဟိုပါလေဟုတ်တယ် speaking နဲ့ writing က 6.5 ရောက်ဖို့တော့ခက်တာဆိုတော့ဒါပေမဲ့ဟိုနည်းနည်းလေးပို့ပြီးတော့လေဖိလုပ်ချင်ကြတော့ချေကတော့အဲ့ YouTube ကြည့်တာထက် YouTube ကကြတော့ကျွန်တော်ဝေးနေဖို့ချိတယ်အဲ့လိုဖြစ်နေအချိန်မရလည်းပါတော့ဗျာအဲ့ဟိုဟုတ်တယ်မရတဲ့စလုံးတွေသုံးပြီးတော့လေမှားသွားရင်အမှတ်နည်းတော့မှာဆိုတော့ဟုတ်တယ်အဲ့တော့တခါတလေ writing မှာကျွန်တော်မေးနေတတ်တာကိုရေးတာကကိုယ့်ရဲ့ ideas တွေကိုသူများစီကို convey လုပ်တာပဲဟုတ်တယ်မလားကိုရေးတာကိုရှင်းရှင်းလင်းလင်းနဲ့သူသိစေချင်တာ discuss အစေရေးတယ်ဆိုတာတော့မမေ့ရဘူးပေါ့နော်တကယ်တော့လူနာမလည်နိုင်လောက်တဲ့အထိရေးနေစရာတော့မလိုဘူးအဲ့ဒီဟာလေးတစ်ချက်တော့သိရမယ်ပေါ့နော်အဲ့ဒီဟာလေးဝယ်ဟို easy to ကိုယ့်ရဲ့ easy ကိုယ့်ရဲ့ essay က logical ဖြစ်ရမယ်ယုတ်တိရှိရမယ်အချိတ်ဆက်မိရမယ် easy to follow ဖြစ်ရမယ်အဲ့အချက်ကိုလူတွေကမေ့နေတတ်တယ်စကားလုံးအမြင့်သုံးတာတို့ grammar အမြင့်သုံးတာတို့ပဲမှတ်မိနေကြတယ်ဆိုတော့အဲ့ဒီချက်လေးကိုပဲဇော်ရဲထက်မှတ်သွားလိုက်ပေါ့နော်ဟိုကိုပြောချင်တာကိုထိမိအောင်ပြောပေါ့အဲ့ဒါလေးလောက်ပဲမှတ်ပြီးတော့ဟို model answer လေးနည်းနည်းဖတ်သွားပေါ့နော် YouTube လေးကြည့်ပေါ့ October 28ဆိုတော့စာအုပ်အစ်စ်မကင်နေတော့ဒီချိန်မှာတော့စာအုပ်အစ်စ်မကင်နေနော်အဲ့လဲဆိုဟိုကြည့်အောင်လို့ကြည့်အောင်ဖြစ်တယ် first year တော့ဖြည့်ပြီးသွားပြီဗျ 6.5 ရဒါကျွန်တော်ကြာသွားပြီဗျအင်းပေါ့ဟုတ်ပြီအဲ့ဆိုလို့ကျွန်တော် experience ရှိပါတယ်အဲ့ဆိုတော့ experience ရှိပါအရင်တော့စိတ်ဝင်ချက်ပြောချင်တာဟိုအစ်စ်ကြီးတော့ဆာမလုံးနဲ့ကိုလုံးနေရအောင်ပဲအဲ့ plan ကိုပဲ stick ပြန်လုပ်လို့ရတယ်ဒါပေမဲ့ဟိုဖတ်လို့တော့ရတယ် read writing အတွက်ဆိုလို့ရှိရင်အဲ့ writing မှာခုနချက်ပြောနေတာ IELTS study ရဲ့ကောင်းတဲ့အချက်က तू ကအဲ့လိုမျိုးနည်းနည်းလေးကိုတွေးစီရပေါ့နော်အမှန်ပေးစင် examiner ဘက်ကနေတွေးစီရနောက်ပြီး examiner တွေဘာလိုချင်တာလဲဆိုတဲ့အချက်လေးတွေကို तू ကဂျားထဲမှာထည့်ပြီးသွားတယ်စာပြင်လိုက်ကြီးတွေးပြီးမယ်ဟိုဖတ်ဖို့မပြင်းနဲ့ပေါ့နော်အဲ့လိုလေးပဲချင်ပြောချင်တယ်ပြီးတော့အချိန်တော့ယူပေးရမယ်သူကလုံးဝသူခေါင်းစဉ်မှာရေးထားတဲ့ cover မှာရေးထားတဲ့ step by step guide လို့ပြောတဲ့အတွက်အရန်ကောင်းတယ်ဒီစာအုပ်ကနော်အရန်ကောင်းတယ်နောက်ပြီးတော့ဒီချက်ကသူ့ကိုလေ underrated ဖြစ်တယ်လို့တော့ထင်တယ်ဟို online ပေါ်က resources တွေမှာဆိုရင်သူ့ကိုတိတ်ပြီးညှိုးတာမတွေ့ဘူးဒီချက်အတွက်တော့အရန်ကောင်းတယ်အဲ့ကောင်နော်အရန်ကောင်းတယ်တကယ်ကိုကောင်းလို့ပြောဖြစ်နော်အစားကောင်းစားရင်လေတခြားသူတွေကိုတတိယအင်္ဂလူတွေကိုတတိယလုံးကိုထွက်ပြီးတော့လေကျွန်တော်လုံးဝ prepare လုပ်မှုဆိုပြီးလုံးထွက်လိုက်တယ်ဗျာအဲ့တော့ဒီတစ်လလုံးကျွန်တော်မှလုံးဝအချိန်က free ဖြစ်တယ်အဲ့တော့ဒီစာကိုကျွန်တော်လေ့လာရင်အချိန်ကြီးတော့လာတယ်ကြည့်ပေါ့နော်နည်းနည်းတော့ read around လုပ်ကြည့်လို့ရတယ်အချိန်မီလားမမီလားတော့အရင်တော့သူကအများကြီးအရင် information ဟို print ဖြစ်သွားပါတယ်ဆိုလို့ပြကျွန်တော်ဟုတ်တယ်တော့ကြာကိုတစ်ဖက်ကတိထားတဲ့ rule နဲ့ဒီဘက်ကမတူရင်စိတ်ရှုပ်သွားလိမ့်မယ်ဒါကြောင့်မလုပ်နဲ့ကိုကတကယ်ကောင်းတဲ့ YouTube channel ကြီးကြည့်နေရပဲစင်ပြေမှာပါအရင်အသစ်ကြီးတော့မစားနဲ့နော်ကိုလုံးနေကြဟို routine time နဲ့ဆက်လို့အိတ်စားမရှိဘူးအဲ့တော့ဒီ budget က step by step ကောင်းတယ်နောက်တစ်ခုကကျတော့သူ့မှာ external link တွေပါတော့အများကြီးထပ်ကြည့်လို့ရတယ်journal ကောင်းတဲ့ချက်ကတော့သူ့မှာ model answer တွေပါတာပဲ model answer တွေအနောက်မှာအများကြီးပါတယ်အရှိမလဲ step by step ပါတယ်သူလည်း tips လေးတွေပါတယ်အစတော့ချာချာနေပို့ကြိုက်တယ်ရှင်းတယ် graphic ကကောင်းတယ်ရှင်းလင်းနေရပဲစာလုပ်ချင်စိတ်ဖြစ်တယ်ပေါ့သူပြောတဲ့ချက်တွေကလည်းထိမိတယ်ပြီးတော့သူ့ရဲ့ရှေ့မှာ grammar exercise ကတော့ buddy မှာလည်းပါတာ IELTS buddy မှာလည်းပါတာပါပဲ test 1ဆို grammar ကအရေးကြီးတာ哦เนาะကျွန်တော်ရေးနေတာ academic essay မှာ report ဖြစ်နေတဲ့အတွက်ကိုနည်းနည်း grammatical accuracy လေးတွေသတိထားတယ် language ဟိုလို change တွေပါသုံးတဲ့အခါမှာအဲ့ဒါကြီးလည်းတိတိပပအဖြေနဲ့ကွက်တိဒီလိုကက်ရက်ပါပြီးသားဆိုတော့တော်တော်လေးကောင်းတယ် course book သူက writing focus လုပ်တဲ့စာအုပ်ဆိုတော့ပုံစံကတော်တော်လေးတော့ဆင်တယ်ဒါပေမဲ့ planning ဘိုင်းမှာနှစ်ခုလုံးရှုလို့ရတယ်နော်ဒါပေမဲ့ essay တစ်ပုဒ်စာရေးတော့မယ်ဆို planning ကအရေးကြီးတယ် writing မှာဟုတ်တယ်မလား planning နဲ့ဆိုင်လို့ရှိရင် chat body ကိုကြိုက်တယ် planning နဲ့ဆိုင်လို့ရှိရင်ကျန်တာတွေကတော့ဟိုဘက်ကိုကြိုက်တယ်အဲ့တော့တစ်ခုကိုကြွေရတယ် body ကို IELTS body ကိုသုံးလဲရတယ်ဟိုဘက်ကဒီ journal ကိုသုံးလဲရတယ်တစ်ခုပဲသုံးနှစ်ခုလုံးသွားမကြည့်နဲ့နော်အဲ့တော့ IELTS body သုံးလဲစိတ်ရှင်းနဲ့တော့အကုန်သုံးချလိုက်လို့ရတယ် journal ဖတ်မယ်ဆိုလည်းရတယ် journal သုံးရ task 1အတွက်ကို task 2အတွက်ကိုနော်အဲ့ဒါပဲအဲ့တော့ဒီခုပြောပြရ listening reading အတွက်ဆို course book ဟိုဘက်က complete နဲ့ပြီးတော့လို့ရှိရင် mindset နှစ်ခုတွေကတစ်ခုယူ speaking ဆိုရင် Collins ကိုသုံး writing ဆိုရင်ဒီနှမျိုးတွေကတစ်ခုကိုသုံးအဲ့ဒါဆိုရင်တော်တော်လေး scale လေးကအဆင်ပြေနေတယ်အဲ့မှာကိုကဘာ weak ဖြစ်တာလဲကိုယ့်ရဲ့ grammar ကို insecure ဖြစ်နေရလား grammatical mistake တွေများနေရလားဒါမှမဟုတ် vocab တွေပဲ simple ဖြစ်နေရလား grammar နဲ့ vocab မှာအားနေတဲ့သူတွေအတွက်ဆိုရင် IELTS လေးဖြေတော့မယ်3-4လအတွင်းမှာဖြေတော့မယ် grammar vocab အားနေနေရဆိုလို့ရှင်တော့ဒီကောင်လို့ဒါ Collins grammar ဒီဘက်က grammar for IELTS ဘာလို့တခြား grammar in use တို့ဘာလို့မသုံးတာလဲဆိုတော့ academic ဟို context နဲ့လေ့လာသိချင်တာမလို့ IELTS စာကိုတက်သုံးခိုင်းတာ
3-4 လအတွင်းဖြေတော့မယ်ဆိုရင်ဒီစာအုပ်တွေကိုလုပ်နော်ဘာလို့လဲဆိုတော့ तू က writing reading speaking နောက်တစ်ခုကကျတော့ listening အဲ့ဒါတွေနဲ့ပတ်သက်တဲ့ဟို sample question လေးတွေနဲ့ exercise ပြန်ပါတာဆိုတော့အရန် useful ဖြစ်တယ်အရန်ဟိုဘယ်လိုပြောရမလဲအပိုလိုမရှိဘူးပေါ့နော်အရန် conversation နဲ့အရန် informal တွေဟိုဘက်ကရိုး casual context တွေမဟုတ်တော့ဘူးကိုလုံးသမျှတိုင်းက IELTS မှာလုံးဝကွက်တိဝင်နေလိမ့်မယ် IELTS မှာသုံးရမယ့် grammar တွေသင်ရမယ် IELTS မှာနောက် listening မှာကြားရမယ့် functional ဟိုမျိုးတွေ writing မှာသုံးရမယ့်ဟာမျိုးတွေ speaking မှာသုံးအကုန်လုံးကွက်တိ IELTS အတွက်လိုတဲ့ structure တွေအကုန်သိရမှာမဟုတ်နှစ်အုပ်ထဲကတစ်အုပ်ကိုသုံးဒီရှယ်ကတော့ Collins grammar တော့သိပြီးတော့ Collins grammar လည်းချေကြည့်ရယ် Collins grammar ကလည်းကြစ်လေးနဲ့ကောင်းတယ်ဒီကောင်ကတော့နည်းနည်းလေးထူတယ်ဒီချက်မှာစာအုပ်တောင်ရှိတယ်အထူကြီးပဲသူ့ရဲ့ကောင်းတဲ့ချက်ကသူ့မှာ entry test လေးပါတယ်ဒီစာအုပ်မှာလေ grammar for IELTS ဆိုတဲ့စာအုပ်မှာအရှိမကသူက test လေးပါတယ်အဲ့ test ကိုရေးဖြည့်ကြည့်ပြီးကိုဘယ် grammar pattern မှာ weak ဖြစ်နေလဲမသိဘူးလဲဆိုတာကိုအဲ့ဒါကိုသွားပြီးတော့ specifically သွားလေ့ကျင့်လို့ရတယ်စာတော့များတယ်စာများတော့အကုန်လုံးဆရာတော့မလို့ကို weak ဖြစ်တဲ့နေရာလေးအဲ့ chapter လေးကိုပဲသွားလို့ရုံနော်အဲ့တော့ဒီဘက်လုပ်လဲအဆင်ပြေဒီဘက်လုပ်လဲအဆင်ပြေ grammar အတွက်ကတော့အဲ့တော့ vocabulary ဆိုလဲလိုပဲ Collins vocabulary ရှိရယ်ဒီဘက်ကတော့ချက် in use စာအုပ်လို့ပြန်သုံးတာပဲလို့ဆိုတော့ IELTS မှာ collocations တွေကအရေးကြီးလို့ topic related collocations တွေကအရေးကြီးတော့ဒါပေမဲ့နှစ်အုပ်လုံး heavy ဖြစ်တယ်ဒီဘက်က collocation စာအုပ်ကပို့ပြီးနည်းနည်း heavy ဖြစ်တယ်လို့တောင်ပြောအောင်မယ်အဲ့ vocabulary အတွက်ဆိုလို့ရှိရင်တော့ကိုဒါကနေတိုင်းလုပ်နေတဲ့အင်္ဂလိပ်စာဒါမှမဟုတ် listening reading ကနေလေ့လာရမှာဖြစ်တယ်လို့တခြားစာအုပ်တော့ vocab တက်ကနေလုပ်ချင်ပါတယ်ဆိုလို့ရှိရင်လည်းဒီစာအုပ်တွေလုပ်လို့ရတယ်တစ်ခုပဲလုပ်မယ် collocation စာအုပ်ကိုလည်းအဲ့အဝိုင်အောင်စာအုပ်ကိုလည်းပေါ့သေးသေးမထင်နဲ့နော်အရှမ်းများတယ်သူကတအားများတယ်အဲ့တော့ဒီဘက်က vocabulary for IELTS လုပ်ချင်လည်းရတယ်ဒီကတော့နည်းနည်းပို့ပြီးတော့ compact ဖြစ်တယ်ဒါပေမဲ့ collocation ကလည်းတစ်ခါလေလှန်လောကြည့်ပြီးတော့နည်းနည်းပါပါကိုသုံးချင်တဲ့စကားလုံးလေးဆွဲထုတ်ပြီးတော့လုပ်ချင်တော့ရတယ်အကုန်လုံး IELTS ဖြေဖို့အတွက်လုပ်ဖို့တော့မလိုအကုန်လုံးကတော့လေဒီဘက်ကကတော့ပို့ပြီးတော့ target ပို့ပြီးတော့ specific ဖြစ်တယ်လိုချင်တာတကယ်သုံးဖို့လိုတဲ့ဟာကိုပြောပြနိုင်တယ်ပေါ့အဲ့တော့ grammar နဲ့ vocab ထပ်ဖြည့်ခြင်းနဲ့သူကဒါတွေဖြစ်ဒါ IELTS ဖြေဖို့3-4-5 လလောက်ပဲလိုမှနော်တကယ်လို့ကိုကအဲ့လိုမဟုတ်ဘူးကိုက pre inter လောက်ဂျားထဲမှာပဲရှိနေသေးတယ် IELTS ဖြေဖို့ကလည်းတစ်နှစ်လောက်ဒါမှမဟုတ်တစ်နှစ်ခွဲလောက်လိုသေးတယ်ဆိုရင်နော်ဆရာ General English ကိုပဲပြန်လုပ်ခိုင်းမယ်ဒါမှမဟုတ်လို့ရှိရင် General English သင်တန်းတက်တာမဟုတ်ဘဲနဲ့ကိုယ့်အတကိုလုပ်ချင်တော့ in use စာအုပ်တွေလေ vocabulary in use တို့ grammar in use တို့ပဲပြန်လုပ်စေချင်တယ်เนาะဒါ IELTS ဖြေဖို့6လအောက်လိုတဲ့သူတွေမှာဒါတွေကိုလုပ်နော်ဒါတွေကိုလုပ်အဲ့တော့ဒါဒီလိုပြောရင်တော့မှစာအုပ်ကတော်တော်များနေပြီဒါပေမဲ့ဟိုတကယ်တမ်းအပြင်မှာရှိရဲ့ဟိုအများကြီးထက်စားလို့ရှင်တော့ဘယ်စာအုပ်ကိုရွေးရမလဲဆိုတာကတော့နည်းနည်းလေး narrow down ဖြစ်သွားမယ်ထင်တယ်ပေါင်ကျင်းသွားမယ်လို့တော့ထင်ဒါက vocabulary အတွက်ဟိုဟာတွေဒီ IELTS လုပ်ပြီးဆိုတော့ Cambridge ကိုတစ်ခါသွားလုပ်လို့တော့ရတယ်တစ်ခါထပ်ပို့ပြီးတော့မလုပ်နဲ့ဘာလို့လဲဆိုကို level ပဲထွက်လာမှာမဟုတ်လို့စာမေးပွဲဖြေရတော့မဲ့သူကလွယ်လို့စာမေးပွဲ1လ2လအတွင်းဖြေရတော့မဲ့သူကလွယ်လို့အဲ့လိုမဟုတ်ဘဲနဲ့အဝေးပဲလိုနေသေးတယ်ကိုက intermediate လောက်လိုချင်တာ7.5ဟာငါဘန်ကော့အမြင့်လိုချင်တာဆိုပြီးတော့ Cambridge ပဲထိုင်မလုံးနဲ့ score တက်လာမှာမဟုတ်ဘူး19အုပ်လုံးကုန်သွားလဲ score မတက်ဘူး19အုပ်လုံးလည်းလုပ်เสียမလို့ဟုတ်ပြီနော်စလုပ်မယ်ဆို17ကပဲလို့အရှိရကောင်တွေက format လည်းမတူတော့ဘူး difficulty လည်းမတူတော့လို့17ကနေ19ထိလုပ်ရင်နဲ့အရန်စူးစမ်းရတဲ့သူတွေဆိုအကုန်လုံးလည်းမလုပ်နဲ့ဘူးတအုပ်လောက်တော့ခြံအောင်ဆောင်းမွေးနီးရင်လုပ်ဖို့အတွက်17လောက်ကနေစလို့ဒါပေမဲ့ဆောင်းမွေးနီးမှလုပ်မယ်နီးမှလုပ်မယ်ဆိုတာချက်အရင်မနေ့ပြန်ဒီနေ့လောက်ပြောတာမဟုတ်ဘူး2လ3လလောက်လိုမှလုပ်6လလောက်လိုတွေကဒါကြီးအရင်ရောလုပ်เสียမလို့နော်အဲ့တော့2လ3လ4လအဲ့လောက်မှလုပ်ဘာလို့လဲဆိုအရှိမကျတို့က practice ကိုကောင်းနေတဲ့ input တွေတေချာ exercise တွေနဲ့ step by step လေ့လာနေတဲ့အချိန်ဆို Cambridge ကတောက်လျှောက်လုပ်เสียမလို့သေးဘူးတကယ် intensive လုပ်ပြီဆိုမှဒီကောင်လာလုပ်နော်တခါတလေဖြည့်ကြည့်တာကိစ္စမရှိဘူးနေ့တိုင်း exam ဝေးနေသေးတယ်နေ့တိုင်းဖြည့်ကြမလို့ဒီ level ပဲထွက်နေတယ်အဲ့ဆိုပို့ပြီး depress ဖြစ်နေဟာငါလောက်ရတာနဲ့ဘာလို့မထွက်တာလဲဆိုတော့ချက်ပြောချင်တာသိရနော်အဲ့တော့ exam ဖြေဖို့တေချာပြီဆိုတော့မှဟိုဘက်က skill တွေလည်းရပြီကိုလိုချင်တဲ့ band score နဲ့ကိုယ့်ရဲ့ level နဲ့ကလည်းအဆင်ပြေနိုင်လောက်ပြီထင်တော့မှ Cambridge ကိုလုပ်ဒါပေမဲ့ exception ကတော့ exam အရင်နေနေတဲ့သူဆိုရင်တော့လုပ်ရမှာပဲနော်ဘလို့ band score လိုချင်နေဘလို့ English စာပဲရှိလုပ်တော့လုပ်ရမှာပဲအဲ့တော့17ကနေပဲစလုပ်17ကနေ19ထိအဲ့တော့ Cambridge ကစလုပ်ရမှာမဟုတ်ဘူးနော်အခုမှ self study လုပ်ဖို့စလုပ်မဲ့သူတွေအတွက် Cambridge ကစလုပ်မှာမဟုတ်ဘူး Cambridge တခြားဟာတွေရင်စလုပ်ပါတချို့လူတွေကဒီစာအုပ်တွေပဲပြေးဝယ်တယ် IELTS ဖြေရမယ်ဆို no မဝယ်နဲ့ Okay ဟို PDF ဖိုင်ရှိလားချက်စီပါကျွန်တော်11 to 16ပဲရှိ
ရတယ်အကုန်ပို့ပေးမယ်နော် share drive file တစ်ခုနဲ့ဆိုပြီးတော့အကုန်ပို့ပေးပါမယ်ဒီညအားလုံး register လုပ်ထား email စီကိုရောက်လာလိမ့်မယ်နော်ဒီ slide ကအစားရောက်လိမ့်မယ်ဘာလို့လဲဆိုတော့ဒီချက် mindset နဲ့ဟိုနေချေတို့ complete နဲ့ရှင်းလာပြီးတော့ချေ content တစ်ခုဟိုးရင်တော့ရေးထားတဲ့အဲ့ comparison ဒီ day share ဒီ day ဒီနေ့မှမပြောပါဒီ day ရှင်းထားတဲ့ဟာလေးကိုဆုံးဖြတ်လို့ရအောင်လို့အဲ့ Facebook link လေးပါပို့ဒီထဲမှာ attach လုပ်ထားတယ်အဲ့ဒါလေးပါလာလိမ့်မယ်နော် Google slide ကော file တွေရောအကုန်လုံးပါလာပါလိမ့်မယ်နော်အားလေးစိတ်မပူနဲ့ okay အဲ့တော့ဒါ Cambridge ကစာမေးပွဲဖြေတကယ်ဖြေရတော့မှဆိုမှလို့အဝေးလိုနေသေးတာကိုထိုင်းလုံးရင် scale ဟို score ကတက်လာနော်အဲ့ဒါလေးအဲ့တော့ check up book တွေအကြောင်းပြီးွားရင်နည်းနည်းလေး overview လေးမှတ်မိမယ်ထင်တယ် course book ရှိမယ်နည်းနည်းလေး individual scale နဲ့ system တွေဆိုတာရှိမယ် course book တစ်ခုရွေးလိုက် listening reading အတွက် step by step လုပ်ဖို့ speaking တအုပ်ရွေး reading တအုပ်ရွေးဆိုရင်တော့တော်တော်လုံးလောက်နေsorry speaking တအုပ်ရွေး writing တအုပ်ရွေး writing ကတော့နှစ်အုပ်ဖြစ်သွားမှာပေါ့နော် writing task 1နဲ့ task 2ဆိုတော့ vocab နဲ့ grammar အားနေနေရထင်တော့ထပ်လို့ဒါပေမဲ့ဟိုကောင်နေလုံးနေနဲ့ grammar နဲ့ vocab ကလည်းတက်လာမှာပဲဒါပေမဲ့လုံးဝ specifically လုပ်ဖို့လိုပါတယ်ဆိုတော့မှ grammar နဲ့ vocab ကိုစာအုပ်တစ်ခုဆွဲလို့အဲ့နှစ်အုပ်က option တွေပဲเนาะအဲ့တော့မဖြစ်မနေလို့မှာ course book တအုပ် speaking တအုပ် writing နှစ်အုပ်ဆိုတော့၄အုပ်ပဲရှိမှာကြ course book တအုပ် speaking တအုပ် writing နှစ်အုပ်ဆိုတော့၄အုပ်ပဲဖွင့်မှာ၄အုပ်ပဲသုံးမှာ speak ဟို vocabulary နဲ့ grammar ကိုခဏမေ့ရလို့ရ၄အုပ်ပဲသုံးเนาะအဲ့လိုမျိုးလုပ်လို့တဝက်လောက်ကျိုးပြီဆိုတော့မှ Cambridge မိခွန်းနေလိုက်လို့အဲ့ YouTube channel ဆိုအများကြီးမကြည့်နဲ့ချက်အစိုက်ဆုံးနေယူရတယ်လို့ဖြစ်နေဒါမဲ့လေထားလေကြောက်မှာပါအကုန်လုံးဟို like ကြည့်ဒီ like ကြည့်ကအရင် effective ကြီးရောမဖြစ်ဘူးသူတို့ဒီ YouTuber တွေအရန်တော့တယ်သူတို့ဟို former examiner တွေပဲအဲ့တော့သူတို့ rely လုပ်လို့ရတယ်ဟိုပစ္စည်းပတ်သက်လေး like ကြည့်နေကြတော့မလို့အဲ့တော့ IELTS advantage E2 IELTS IELTS daily ဆိုတာတော့share ကြိုက်ဆုံးသုံးခုဒီမှာရေးရတာပြီးရင်ဒီချက်အဲ့လို short လေးတူတူလေးကြည့်ရင်မဝင်ဘူးတေချာ lecture တစ်ခုနားထောင်တယ်လို့မျိုးဆရာပြောတာနားထောင်တယ်အရှိကိုကြည့်ပါတခုခုရနိုင်မဲ့ဟာကိုကြည့်ပါဗီဒီယိုတွေတန်းစီပြီးတော့ဟိုးသူတို့စပြီးတော့ YouTube channel ထောင်နေရလဲကြည့်ကြမလို့เนาะကိုတကယ်ကိုစိတ်ဝင်စားတဲ့ဘိုင်းကိုမှတ်မိနိုင်မဲ့ဘိုင်းကိုအသိစင်သောဘိုင်းကိုရွေးပြီးဗီဒီယိုအရှိကိုကြည့်အတူလေးနားထောင်တာတဲ့အတူလေးရတည်ရမှာ view များများတက်တဲ့ဟာကြီးလေအရှိတွေကမှသူကတကယ်အနှစ်တွေပေးရအဲ့လိုမျိုးလေးရှိတယ်အဲ့တော့ဒီတွေက၃ခုဆိုချက်ဆိုတစ်ခုပဲကြည့်နော်၃ခုတော့မှတိတ်မကြည့်ခြင်းတစ်ခုပဲကြည့်နော်အဲ့ဒါလေးရှိတယ်ဒါက YouTube channel ဒီ link တွေကဟိုနှိပ်ကြည့်လိုက်လို့ရတယ်နော်ဒီ file ကို share ပေးမှာဆိုတော့ like ချလိုက်လို့လည်းရတယ်ဒါက YouTube channel website တွေကတော့ခြေကဟို IELTS list တို့ဘာလို့လဲသုံးလို့ရတယ်ဒါပေမဲ့အဲ့ဒါကြီးအားလုံးသိပြီးသားဆိုတော့ခြေက website ကိုဒီ models အတိုင်းဖြည့်လို့ရတဲ့ဟာလေးနှစ်ခုထည့်ပေးရတယ်တခြားဟာတွေလည်းရှိသေးတယ် computer base ဖြည့်မဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီမှာသွားပြီးတော့လေ့ကျင့်လို့ရတယ် computer base setting အတိုင်းနော်တခါလေး score ပါသူတို့တွက်ပေးရရှိရယ်ပြီးတော့ဒါအပြင်ကိုက register လုပ်လိုက်လို့ရှိရင် PC ကနေကိုယ် package တစ်ခုပေးလိုက်မယ် gel premium ဆိုတာ IELTS ကိုဒီလိုမျိုး set တွေဖြည့်လို့ရတဲ့ဟာမျိုးဒါပေမဲ့ computer မှာမြင်ရတဲ့ပုံစံလေးနဲ့နည်းနည်းလေးတော့ကွာတယ်ဒါပေမဲ့အဲ့ဒီမှာ timing နဲ့တကယ်ဖြည့်လို့ရတယ်နော်အဲ့ test တွေရှိရယ်နော်အဲ့ဒါလေးကကျတို့ models အတွက်ဆိုရင် website တွေတုံးတခြားနေရာမှာတော်အရင်မသုံးနေရ okay ဒါဆိုလို့ရှိရင်စော်ရဲထက်ဘာလေးမေးမလဲကျော်ပါကျွန်တော်အဲ့ချင်းလေးမှာသွားကြည့်ရဆိုရင်သူက British Council လို့အဲ့လို premium package ပေးမှာပေးမယ်လားချင်းတွင်းတော့ချေတေချာမသိဘူး honestly တေချာတော့မသိဘူး နော် British Council မှာအဲ့လိုမျိုးဟိုကျွန်တော်ရှိမှကြောင်မန်လေးမှာဖြေခဲ့တယ်ရန်ကုန်မှာအဲ့လိုမျိုးဖြေရနေကြမှာလို့တိုင်ပတ်နေမှာexam ကြီးကလည်းနေရမှာဟုတ်ရတယ်ဟုတ်တယ်ဒါပေမဲ့လေတခုရှိရချင်းအဲ့ဒါပြောပြအောင်မယ်ဟို तू က more test တွေပေးတယ် PC က gel premium ဆိုပြီးတော့ဒါပေမဲ့အဲ့ difficulty လဲဖြေဖို့တည်ရချင်းမတူတည်ရချင်းမတူဘူးဆိုတော့ဘယ်လိုလဲဆိုတော့တခါတလေသူတို့ကအရန်ကို distract ဖြစ်သွားတတ်တယ်အဲ့ဒါတွေကတခါလေပိုခတ်နေတတ်တယ်ပိုခတ်တော့လေတကယ်က exam question တွေကသူ့ရဲ့ difficulty level ကဘာနဲ့တူတူပဲလဲဆိုတော့ Cambridge နဲ့တူတူပဲအဲ့ gel premium တွေကဟို practice လုပ်လို့ဒါလုပ်လို့ရမယ်ဒါပေမဲ့အရင် reliable ဖြစ်တဲ့ resource တွေမှာတော့မပါအောင်ဟုတ်ကဲ့ရှင်အဲ့တော့ရှိတယ်ဒါပေမဲ့ဟိုချင်းချင်းအတွက်ကတော့သူတို့ဘက်ကိုနည်းနည်း enquire လုပ်ရင်လို့ပေါ့နော်သူတို့ပေးမလားဆိုတာအဲ့ဒါတော့ဒီချက်အဲ့ information တွေမသိလို့ sorry ပါနော် PC ကတော့ပေးတယ်ကျွန်တော်က test date ကိုကြည့်လိုက်တာရှင်ဒီဟို Cambridge ကဟို British ကကြောင့်သူက23နဲ့28ပဲရှိတယ်အောက်တိုဘာလထဲမှာရှင်နှစ်ခုလုံးကကန်နာလိုင်းပဲမှာရှင်ဟုတ်တယ်အဲ့တော့ဟိုဒီချင်းတွင်းဘက်ကတော့ချေအရင်မသိကြဘူး British Council အဓိကကျွန်တော်အဲ့ဖြေနေတဲ့အချိန်မှာဗျာတခုအဲ့
ဖြစ်သွားပြီဆိုရင်နောက်ကစိတ်ကဟောဖြစ်သွားပြီ အဲ့လိုတော့မဖြစ်ဘူးအရင်ကတော့မစိုးရိမ်ဘူးနော်ဖြစ်တောင်းဖြစ်ခဲ့တကယ်ကိုဖြစ်တောင်းဖြစ်ခဲ့စိတ်မပူနဲ့ဖြစ်ဘူးလို့ပဲပြောအကျအာမခံပြီလေမဖြစ်ဘူးနော်တော်တယ်နဲ့မဖြစ်ပါ ကျွန်တော်ကန်ရုံး Okay ဆိုတော့နောက်တစ်ခုကြည့်ရင်ကျွန်တော် website တွေကိုဒီအတွက်တော့သုံးမယ်ပေါ့အဲ့တော့လူတိုင်းကတော့ high achiever ဖြစ်ချင်ကြမှာပဲ high achiever ဖြစ်ဖို့ဆိုတာက high achiever ဖြစ်ဖို့ဆိုတာကျွန်တော်ကကေတော့ component က3ခုရှိရယ်ခုနကပြောလို့ Cambridge test ကြီးပဲထိုင်ဖြေနေလို့မရဘူးလို့ချက်ပြောပြီးသားလူတွေမေ့နေတတ်တာ I scale practice ပဲအဲ့တော့ scale practice ဆိုတာတကယ်တော့ language ကိုပြန်ပြီး polish လုပ်တာပဲကိုလိုချင်တဲ့ band score ရအောင် polish လုပ်တာအဲ့တော့သင်တန်းတက်ရင်တက်ဒါပေမဲ့သင်တန်းတက်ရင်တော့မှပဲကို scale practice လုပ်နေရမယ် band score အမြင့်ရဖို့ဆိုရင်ကျွန်တော်ဘာကို focus လုပ်ကြလဲ listening နဲ့ reading ကို focus လုပ်တာဟုတ်တယ်မလားအဲ့ဒီ receptive skill အားကောင်းမှုကဒီဘန်မှာမြင့်သွားဖို့ကလွယ်တယ်ဟိုဘက်က productive skill ကိုချက်စားလို့ရှင်လွယ်တယ်နောက်မှသာကျွန်တော်ကတွဲပြီးတော့ဗာနဲ့လေ့ကျင့်ပါလဲဆိုတော့ဒီ exam practice ပေါ့နော် Cambridge နဲ့တွဲပြီးတော့လေ့ကျင့်ပါပြီးတော့မှ modest experience ရှိရမယ်အဲ့တော့ scale practice မှာဘာလို့လဲဆိုတာပြောမယ်တန်းတက်နိုင်တက် language skill ကတော့တောက်လျှောက် polish လုပ်ထားတန်းမတက်ပဲ self study လုပ်ရမယ်ဆိုလို့ရှိရင် listening reading ကိုလုံးဝ focus လုပ်တဲ့ self study လုပ်နေရခုနကပြောသလိုရုပ်ရှင်ကြည့်ရတာတို့ YouTube က channel တွေနားထောင်တာတို့အဲ့မှာ recommend လုပ်ပေးမယ်ပြီးရင် reading အတွက်ဆိုလို့ရှိရင်လည်းစာဖတ်ဖြစ်အောင်လုပ်စာဖတ်တာအရင်အကျိုးများတယ်ဒါ IELTS အတွက်မှမဟုတ်တခြားကိုယ့်ရဲ့ဒီ personal development အတွက်လည်းအကျိုးရမ်းများတယ်နော်အားကြောင့်မလို့အဲ့ဒီ listening ဆိုလို့ရှိရင်လည်းအမြဲတမ်းကိုဒီ English environment တွေမှာ immerse ဖြစ်နေအောင်လုပ်ရမယ်နေရာ YouTube နားထောင်တာမျိုး TikTok နားထောင်တာမျိုးအဲ့လိုပုံစံလုပ်ရမယ် reading ဆိုလဲ reading habit ကို develop လုပ်ရမယ် polish လုပ်အတန်းတက်မှရင်မဟုတ်နော် self study အနေနဲ့ဆိုလဲဒီမျိုး technology ကိုအသုံးချမှာပဲကိုကအဆင်ပြေလိမ့်မယ်အဲ့လိုလုပ်နေဖို့မမေ့နဲ့ exam practice ဆိုတာခုနကပြောခဲ့တဲ့ IELTS နဲ့ပတ်သက်တဲ့စာအုပ်တွေလုပ်တာ Cambridge တွေလုပ်တာအဲ့ဒါ exam practice အဲ့ဒီ exam practice ပဲထိုင်လုံးနေ band score မတက်ဘူးကို level intermediate လောက်ပဲရှိတယ် high achiever ဖြစ်ဖို့ကဝေးတယ်အဲ့တော့ဒီဘက်ကအဝါရောင်ကအရန်ရေးကြည့်ပါတယ် scale practice ကိုမမေ့ပါနဲ့ Cambridge test ကြီးပဲထိုင်မလုံးနဲ့ IELTS ပဲထိုင်မလုံးနဲ့ဟိုဘက်က IELTS course book တွေလုပ်နေတော့ English level မြင့်လာနိုင်တယ်ပို့ပြီးတော့ speed up ဖြစ်ဖို့ level up ဖြစ်ဖို့အချိန်တိုတွင်း level up ဖြစ်ဖို့ဆိုရင်ကိုယ့်ဘက်က study hour များများ English စာနဲ့ထိတွေ့နေဖို့လိုတယ်အဲ့တော့ English စာအတန်းတွေတက် speaking club တွေဆိုလို့ရှိရင်လည်း join YouTube channel တွေဆိုလို့ရှိရင်လည်းတစ်နေ့ကို share တော့အတန်းထဲမှာဘယ်လိုပြောလဲဆိုရင်တနေ့ကို share သူတို့စီက30 minutes တောင်းတယ် listening အတွက်ဆို share channel အတိအကျပေးလိုက်တယ်သူတို့အဲ့ကနေပြီးတော့တနေ့ကိုအနည်းဆုံး30 minutes နားထောင်လာခဲ့ပေါ့နော်ပြီးတော့ active listening လုပ်ရမယ်လို့လည်းပြောရဲတနေ့သူတို့နားထောင်ပြီးတော့ဘာရလိုက်လဲဆိုတာလည်းအမြဲတမ်း journaling လုပ်ခိုင်းတယ်တခါလေချက်ကိုပြန်ပို့ခိုင်းတယ်အဲ့လိုမျိုးလေးရှိရဲအဲ့လို active listening လုပ်တာမျိုး reading ဆိုလို့ရှိရင်လည်းစာအုပ်တုပ်ကိုသူဖတ်လိုက်တာမျိုးအဲ့လိုမျိုးလေးလုပ်တယ်အဲ့တော့ listening နဲ့ reading ကဘယ်တော့မှလွတ်သွားလို့မရအောင်ကိုက band score အမြင့်လို့ခြင်းနဲ့ level ကလုံးဝ average လောက်ပဲရှိရဆိုလို့ရှိရင်အတန်းကလည်းတက်ရင်တော့ပိုတော့ကောင်းသေးတယ်အတန်းတက်ဒီဘက်မှာလည်းအဲ့အတန်းနဲ့လည်းတစ်ခါ natural general English မှာအတန်းတက်ရင်ကိုတောင်းဝင်ကြည့်ပြီးဆိုပြီးထင်နေတတ်ကြတယ်မဟုတ်ဘူးတစ်ဖက်ကကိုယ်တိုင်လုပ်ရမယ်အပိုင်းရလည်းရှိသေးတယ်အဲ့တော့ဒါနဲ့ exam practice နဲ့တွဲလုပ်ပါဝေးနေသေးတယ်ဆိုလို့ရှိရင်တော့ scale practice ကိုပို့တာဖြစ်နော်ပြီးရင်တော့ model test ကတော့2ကြိမ်လောက်တော့အနည်းဆုံးဖြေရဖို့ရမယ် website CDD ဆို website တွေကဖြေပုံမှန် paper နဲ့ဆိုရင်တော့လက်ရည်နေပဲကြည့်အဲ့ဒါတော့ရှိအဲ့ဒီ3ခုကအရေးကြီးဆုံးပဲအဲ့တော့ high achiever ဖြစ်ဖို့အရေးကြီးဆုံးပိုင်းကိုပြောပါဆိုရင် scale practice ကိုရှင်းပြောလိုက်အဲ့ဒီကောင်မလုပ်ရင်တော့ကိုယ့် level လက်ရှိတိုင်းပဲထွက်လာမှာဒီထက်ပိုပြီးတော့ improve ဖြစ်ဖို့ခက်မယ်နှေးမယ်အဲ့လိုပြောလိုက်နော် scale practice ကအရေးကြီးဆုံးပဲအဲ့တော့ scale practice ကကိုပေးသလောက်ကိုပြန်ရမှာအဲ့ဒါကြောင့်မို့အချိန်များများပေးအောင်လို့ပါလုံးဝယူမူလုပ်နေမှရမယ်အရင် high achiever ဖြစ်ချင်လို့ရှင်ဒါ high achiever IELTS အတွက်မှအရေးပါတာမဟုတ်ဘူးကိုက language တစ်ခုကို fluent ဖြစ်သွားတယ် advanced ဖြစ်သွားတယ်ဆိုကိုမှ opportunities တွေကအများကြီးထွက်လာတာဆိုတော့လေနော်အားအကြောင်းမို့ scale practice ကိုတော့ IELTS exam ပြီးရင်တော့လုပ်စီခြင်းတယ်နော်အဲ့ဒါလေးဒီ component 3ခုကတော့အရေးကြီးဆုံးပါပဲနော်အဲ့ဒါဆိုလို့ရှိရင်ဒါကတော့ share နောက်ဆုံးအပိုင်းလေးဖြစ်လိမ့်မယ်နောက်ဆုံးပိုင်းရဲ့အရှိပဲရှိတယ်ခုနက scale practice လုပ်ဖို့အတွက် YouTube channel ဆို IELTS က academic English general English မဟုတ်ဘူးတကယ်တော့ဒါပေမဲ့ general English class တွေတက်တာကလည်းအဲ့ skill တွေကို practice လုပ်ပြီးသားဖြစ်တယ်ဒါပေမဲ့ပို့ပြီးတော့ topic တွေကိုကြက်ပြန့်သိဖို့ဆိုရင် BBC News နားထောင်တာအကြိုက်ဆုံး channel က The Economist ပဲပြီးရင် National Geographic နော်အဲ့တော့ဒီ channel ဆိုလို့ရှိရင်ဘယ်လိုမျိုးအကျိုးရလဲဆို topic တွေတော်တော်များများသိရ YouTube နားထောင်တာရောစာဖတ်တာရောဆို anthropology ဆိုစိတ်ဝင်စားတယ် Egypt ကတူးတာတွေပေါ်တာတွေအဲ့လိုကိစ္စတွေဆိုစိတ်ဝင်စားတော့ဒီချက်ဆောင်ပွဲမှာဖြေတော့ reading passage မှာအဲ့အကြောင်းဖတ်ရတယ်အဲ့ဆိုဒီချက်ဘယ်လိုခံစားချက်ဖြစ်နေမလဲမှန်းကြည့်လို့ရတယ်ဟုတ်တယ်မလား
စာပွဲမှာကိုသိပြီးသားအရင်ကိုကြိုက်တဲ့အကြောင်းကိုဖတ်ရတာဆိုတော့အဲ့တော့ reading passage မှာကိုရဲ့ family context ကိုဖတ်ရလို့ရှိရင်အရင်ကိုအဖြစ်မမြန်မသိရင်တော့မှကို confident တက်တယ်အဲ့တော့ context တိုင်းကို topic တိုင်းကို family လောက်ထားအဲ့တော့ context အစုံကြားမှာအဲ့ channel တွေပဲတခြား channel ကောင်းနေလည်းရှိရဒါပေမဲ့ဆရာများသားတွေဖြစ်မှာဆို channel 2ခု3ခုလောက်ပဲနားထောင် it's okay နော် National Geographic ဆိုလည်းတော်တော်ဆုံးပဲ National Geographic ဆို YouTube channel လည်းရှိရ magazine နဲ့ရှိရဒါပေမဲ့ magazine ကနည်းနည်းလေးခက်တယ်အဲ့ဒါကြောင့်ဒီရှယ်ကပြောရတယ်အကြောင်းသားတွေကိုအရင် deep down မဖတ်နဲ့ပေါ့နော်အရင်အဲ့လောက်ကြီးဟိုလို professional expert ဖြစ်လောက်တဲ့ဒီဖတ်စီရမလို့ကျတော့အမြန်ဖတ်တာကိုလေ့ကျင့်တာ speed reading ကိုလေ့ကျင့်တာတစ်ခါလေချင် romance novels တွေ share ပေးတယ်အဲ့ဒါဆိုလို့ရှိရင်လည်း pleasure reading ကိုလေ့ကျင့်တာဟိုပေါ့ပါ blog post လိုမျိုးဖတ်စရာကြ reader digest တွေကဖတ်လို့ကောင်းတယ်အဲ့တော့စာမြေဖတ်ပါတာပဲနော်စာမြေဖတ်ပါဟိုဘက်ကဟာကြီးလောက်တာအဖြစ်ဒီနှစ်ခုကတော့ scale practice အတွက်အရင်အရေးကြီးပါတယ်ဘလို့ဆရာမျိုးပဲဖြစ်တာကိုညွှန်းပေးလိုက်မယ်ကိုကဒါမလုပ်ဖြစ်တာအဲ့တော့ကိုကနည်းနည်း strong determination တော့လိုတယ်ဒါလေးတွေကိုလုပ်ပါနော်အဲ့တော့ YouTube channel ကတော့ဒါအရင် remarkable ဖြစ်ပြီးသား channel မလို့ချေ link မထည့်ပေးတာဘူးစာအုပ်တွေကဒီချက်အမြည်ထည့်ထားပေးလိုက်မယ်အဲ့စာအုပ်တွေက Telegram မှာလည်းအလွယ်တကူရှာလို့ရတယ်ဒီချက် National Geographic magazine 3အုပ်နဲ့ Reader Digest 1အုပ်ထည့်ထားပေးမယ် drive link ထဲမှာအဲ့တော့အားရင်ဖတ်လို့ရတယ် topic စုံနော်အဲ့တော့ self study လုပ်ဆိုရင်လုပ်ကြတယ် resource တွေစုကြတယ်အရင်ဆုံးကတကယ်တော့ကိုက plan ရှိဖို့လိုတယ်ခုနကပြောလို့ဘယ်ဟာကိုသုံးပါလဲအဲ့တော့ချက်ကသူများတွေကပြောကြ practice makes perfect ချက်ကမဟုတ် practice with strategy makes perfect ပဲနော်အဲ့တော့ steady plan ရှိဖို့ကအရေးကြီးရယ်ဘယ်ဟာကိုသုံးပါလဲဘယ်ဟာကိုလုံးဝကိုပြုံးစားဘူးလဲဘသူပါပဲဘသူကဒီစာကိုကောင်းတယ်ပြောဖယ်လိုက်ကိုကဒါကိုပဲသုံးမယ်အဲ့တော့ကိုကတော့အချိန်ပေါ့နော်တချို့တွေကအလုံးနဲ့တွဲလောက်ရတာရှိတယ်တစ်နေ့တစ်နာရီလောက်လဲရတယ် it's okay အဲ့နေ့တိုင်းတစ်နာရီလောက်ရမယ်လုံးဝအဲ့အချိန်ကို dedicate လုပ်ထားနိုင်ရမယ်ကိုကဒါအတွက်ကိုတေချာလုံးမဲ့လူဖြစ်တာမဟုတ်လို့2နာရီသူများ3နာရီလုံးလို့ကို3နာရီမလုံးနိုင်တဲ့ကိစ္စမရှိဘူး1နာရီဆိုလဲ1နာရီလုံးနိုင်နိုင်ဝက်ကတော့နည်းနည်းလုံးနေ1နာရီဆိုလဲ1နာရီနော်နောက်တော့အဲ့1နာရီမှာဘာလို့လုံးလဲဆိုတော့လဲစဉ်းစားမယ်ဟိုကကိုင်ရမလို့ဒီကကိုင်ရမလို့လည်းမဟုတ်ဘူးအဲ့တော့ဘာလုံးရမလဲဘာကိုယူမလဲစဉ်းစားပြီးရင်ကိုရတဲ့အချိန်ကိုစဉ်းစားပြီးအဲ့အချိန်မှာ scale တွေကိုဘယ်လို allocate လုပ်မလဲအချိန်ကိုဘယ်လိုခွဲမလဲဆိုတာလည်းစဉ်းစားရမယ်အဲ့တော့အမြဲတမ်း scale တစ်ခုလောက်တာနဲ့ဟို system ခြေတော့ language system လို့ခေါ်တယ် vocabulary နဲ့ grammar အားနဲ့လို့ဆိုရင် scale တစ်ခုနဲ့ vocab နဲ့တွဲသုံးတာ scale တစ်ခုနဲ့ grammar နဲ့တွဲသုံးတာအဲ့လိုလုပ်ကြည့်လို့ရတယ်နော်ပြီးလို့ရှိရင်အမြဲတမ်းကိုကဟို journaling လုပ်တယ်လို့ခေါ်တာပေါ့နော်ကိုဒီနေ့ဘာပြီးွားပြီဆိုတာအမြဲ note down လုပ်ထားဖို့မမေ့နဲ့တစ်ခါလေးဖြစ်တတ်တယ်နော်စားလုပ်ရင်ဘာကြီးလုပ်ထားမှမသိတော့ဘူးခေါင်းထဲမှာဘာမှမရှိတော့ဘူးအုံနောက်ကတော့မလိုတဲ့ memory ဖြတ်မှာပဲလေဒါပေမဲ့ကိုက record အမြဲတမ်းထားရမယ်ကိုဘာပြီးွားပြီလေဒါကဥမာ notion တို့လို application သုံးချင်လဲရတယ်ဒါမှမဟုတ်ကိုယ့်ဘာသာကိုစာအုပ်ထဲမှာပဲရိုးရိုးလေးပဲ notebook ချမှတ်ထားလိုက်လို့ရတယ်ကိုကဒီနေ့မှာတော့ဘယ်စာအုပ်ရဲ့ဘယ် unit ပြီးွားပြီဘယ်အပိုင်းပြီးွားပြီအဲ့လိုမျိုး tracking ကတော့အရေးကြီးပါတယ်နော်ပြီးတော့လို့ရှိရင်ဖြစ်တတ်တာကဟိုဘက်က course book လုပ်နေတဲ့အချိန်တို့ကျတို့ skill practice လုပ်နေတဲ့အချိန်တော့မဟုတ်ဘူးပေါ့နော် Cambridge လုပ်တဲ့အချိန်ရောက်လာတဲ့အခါမှာမေကုံဟောင်းလေ့ကျင့်တဲ့အခါရောက်လာတဲ့အခါမှာတစ်ခါလေတယောက်တည်းရှိရင်ဘာဖြစ်တတ်လဲဆိုတော့မှားတယ်ဟိုဖြေလိုက်တယ်အဖြေတိုက်တယ်ပြီးသွားတယ်အဲ့လိုဖြစ်နေတယ်အဲ့လိုမဟုတ်ဘူး reflect လုပ်ပါကို့အမှားဘာလို့မှားတာလဲ examiner ဘယ်လိုတွေးရလဲကို့ဘယ်လိုတွေးစေချင်တာလဲတစ်ခါလေမှားများတာ true false not given yes no not given ကိုကပထမဆုံးဖြစ်မှားမှာပဲဒါပေမဲ့သူတို့ဘက်ကပြန်တွေးကြည့်သူတို့ကဘလို့ပုံစံဘလို့လိုချင်လို့ဒီ question ကိုထုတ်ထားလဲအများနဲ့ကိုယ့်ရဲ့ mistake ကို reflect လုပ်မှအဲ့လိုမျိုးထပ်မှားပါအများနဲ့ reflect လုပ်ပြီးရင်အဲ့ reflect လုပ်ပြီးအောင်လည်းမပြီးဘူးအဲ့လို weak ဖြစ်နေတာကိုကဘယ်လိုမျိုး improve လုပ်မလဲတခါတလေကိုက main idea ရှားတဲ့ reading တွေမှာ main idea ရှားတဲ့အပုဒ်တွေမှားနေတတ်တယ်ဆိုကို main idea graph လုပ်တဲ့အောင်ကိုဘယ်လိုလုပ်မလဲဥပမာထားတော့ငါ paragraph တစ်ခုဖတ်ပြီးတိုင်းသူပေးတဲ့ point ကဘာလဲဆိုတော့ပြန်စဉ်းစားမှာလားအဲ့လိုကိုက we need to come up with a plan to counteract the issue အဲ့လိုပုံစံမျိုးပေါ့နော် mistake ကို reflect လုပ်ရင်လည်းမကောင်းကိုယ့်ဘက်က plan တစ်ခုနဲ့ပြန်လာမယ်အမြဲတမ်း identify နဲ့အဲ့ဒီ weak area ကိုပြန်ပြီးတော့အသုံးချနိုင်ရမယ် plan တစ်ခုပြန်ရှိရမယ်ပြီးရင်တော့အဲ့ဒါက circle ပြန်လဲသွားမှာပဲ weak area ကိုပြန်လုပ်ပြီးရင်အဲ့ဒီကို weak ဖြစ်တဲ့အပိုင်းပေါ်မူတည်ပြီးတော့ time ကို allocate ပြန်လုပ်ဒါတော့နည်းနည်းလေး system လိုမျိုးပဲပြောလို့ရတယ် study plan တစ်ခုချပြီးသွားရင်2 3 4 5အစဉ်လိုက်ပြန်လုပ်ရမယ်နော်အဲ့ဒါကကျတို့ဒီလူတိုင်းကတော့ study self study လို့ဆိုရင်ဟိုဘယ်လိုပြောမလဲပြောတာကတော့ပေါ့လေးပေါ့ကိုဆရာမတော့တတိယပြောတာတော့လွယ်တယ်ဆိုပြောတာတကယ်ကိုလွယ်တယ် self study ဒါပေမဲ့လုပ်ဖို့ကိုထားလာတဲ့ plan ကို stick လုပ်ဖို့ material သေချာရွေးတတ်ဖို့ကိုလည်း sense of achievement ရှိဖို့ဟုတ်လားငါဒီလိုလုပ်နေရငါတယောက်တည်းလုပ်နေပေမဲ့ effective ဖြစ်ပါလားဆိုရယ်စိတ်ရဖို့ဒါခက်တယ်
အဲ့တော့ chair က material ယူပေးရတယ်ဘယ်လိုမျိုးအဆင့်ဆင့်လောက်သွားရမလဲဆိုတာပြောပြပြီးတော့နည်းနည်းလေးတော့အကျိုးရှိမယ်လို့တော့ထင်တယ်လိုအပ်တာတွေအကုန်လုံးလည်း share Google Drive ကနေ share ပေးလိုက်ဒီဒါကတော့ chair တို့တကယ်လို့ကိုယ်တိုင်လုံးနေတယ်ဟိုအားမရဘူးပေါ့နော် chair တို့ဟို instructor နဲ့အနီးကပ်လုပ်ချင်တဲ့သူတွေအတွက်ဒါကို self study လုပ်လို့အဆင်ပြေရဆိုရင်တော့ရတယ်အားမရအောင်ဆိုလို့ရှိရင်တော့ကျတို့စီမှာအတန်းကဒီလကို3တန်းဖွင့်လာတယ်ဒီ webinar တက်တဲ့သူတွေကိုဒီ IELTS OCT ဆိုတဲ့ promo code လေး screenshot ရိုက်ထားပဲဖြစ်ဖြစ်ဒီ code လေးပြလိုက်လို့ရှိရင် 10% ရတယ်ဒါကကို self study ဟိုလုပ်တဲ့နေရာမှာခက်ခဲကြုံမယ်ဖြစ်ဖြစ်ဆရာမနဲ့လုပ်ရှင်နေဆိုရင်ပဲဖြစ်ဖြစ်ကျတို့စီမှာအတန်းတက်ချင်ဒီ promo code လေးကို screenshot လေးရိုက်ပဲဖြစ်ဒီတိုင်း type နဲ့ရိုက်လိုက်လေရတယ် 10% ရမယ်နော်ဒါပေမဲ့သူ့မှာ expire date လေးရှိရ9ရက်နေ့ထိပဲနော်အဲ့ဒါကျတို့စီမှာ3တန်းအတန်းအကြောင်းကတော့ charity day တင်တာဆိုမပြောတော့ဘူးကျတို့လူနည်းသူတင်တန်းကဟို foundation အတန်းတစ်ခုရှိရ preparation ကတော့ဖြေတော့မဲ့သူတွေအတွက်နောက်ပြီး speaking တီးတန်းလေ့ကျင့်တဲ့သူတွေအတွက် IELTS speaking အတန်းရှိရเนาะအချိန်လေးတွေကတော့ညနေဘက်လေးများတယ် okay အဲ့ဒါလေးပါအဲ့တော့အခုကျတို့အချိန်ကတော့တနာရီတော့ကျော်သွားပြီချယ်မေးထားတဲ့ question လေးတွေကိုဖြေပေးမယ်เนาะအခုမေးချင်တဲ့ question ရှိလို့ရှင်လဲ box ထဲမှာပဲဖြစ်ဖြစ်ကျတို့ဒီ camera ဖွင့်ပြီးmic ဖွင့်ပြီးတော့ပဲဖြစ်ဖြစ်ဖြေပေးလို့မေးပေးလို့ရတယ်เนาะအဲ့တော့ချယ်တစ်ချက်ပြမယ်ကျတို့ Google Form မှာမေးရတဲ့သူတွေက question တွေကတော့အများကြီးပဲချယ်ဒီမှာ cover လုပ်ပြီးသားဟာတွေကလို့ရင်ကျန်တာတွေအကုန်လုံးဖြည့်ပေးပါမယ်နော် okay ဒီမှာလေအဲ့တော့ဒီမှာက writing scale ကအားနည်းနေရဆိုလို့ရှိရင်တော့အဓိကတော့sentence structure လေး review လုပ်ခုနပြောတဲ့စာအုပ်နှစ်အုပ်ကို follow လုပ်လိုက်မထွက်မှာမပူတော့ဘူးအဓိကအဖြစ် IELTS writing ပေါ့နော် IELTS စာမေးပွဲဖြေဖို့အတွက်ဆိုရင် writing improve လုပ်ခြင်းအဲ့ဒီချေညွှန်းနဲ့ IELTS ပဲဒီပဲဖြေ journal ပဲဖြစ်ဖြစ်လုပ်လို့ရှိလို့ရှိရင်ကြတော့အဲ့ writing skill ပါတက်လာလိမ့်မယ် productive skill ဖြစ်နေတဲ့အတွက်ထုံမရင်တော့မတိုးတက်ဘူး तू อ่ะထိုင်းတော့ဟာငါ writing မရအောင်လုပ်နေလို့မရဘူး productive skill ဖြစ်တဲ့အတွက်ရေးလိုက်ရင်ကိုယ့်ရဲ့ confidence ကတဖြည်းဖြည်း boost ဖြစ်လာလိမ့်မယ်မယုံမရှိနဲ့နော်ရှင်းရင်တိုးတက်တယ်ဒါပေမဲ့ of course သေချာတော့သူ့ရဲ့ concept တွေရောသိရမှာပေါ့သူ့ရဲ့ဟို writing အမျိုးအစားတွေ writing style တွေအဲ့ဒါတော့နည်းနည်း input တော့ရှိရမှာပေါ့အဲ့အတွက်ကဒီချက် IELTS အတွက်တည်တံ့ဆိုရင် IELTS အတွက်ကိုပြောတာလို့တော့ချဲထင်တယ်နော် IELTS အတွက်ဆိုရင်တော့ချဲ recommend လုပ်တဲ့စာအုပ်တွေသုံးလို့ရတယ်တခြား writing ကိုမျိုးစုံတိုးတက်ရှင်တော့ချဲတို့မှာတခြားစာအုပ်တွေရှိတယ်အဲ့ဒါစိတ်ဝင်စားလို့ရှင်တော့ပြပြပေးမယ် okay နောက်တစ်ခုကကျတော့ listening နဲ့ reading မှာဘန်တက်ဖို့တို့ရင် scale practice ပဲ scale practice ချဲပြောမှတ်မိရနော် reading habit develop လုပ်တာရှိမယ်နောက်ပြီးတော့တစ်ဖက်က listening ဆိုရင် active listening လုပ်အောင်ဘာနားထောင် podcast နားထောင်လဲရတယ် TED Talk နားထောင်လဲရတယ်နော် National Geographic နားထောင်လဲရတယ်အဓိက active listening လုပ် note taking လုပ်ကိုဘာပြန်ရသွားလဲဆိုတာအမြင်နဲ့ audio တစ်ခုပြီးရဲ့အခါမှာပြန်စဉ်းစား active listening လုပ်ရင်လေ scale practice လုပ်ပြီး listening reading ကိုဖြည့်ရင် band score ကတက်ကိုတက်တယ်အချိန်ကတော့ကိုယ်လက်ရှိ level ပေါ်မူတည်ပြီးတော့လိုမှာပေါ့နော်ပြီးတော့ upper intermediate မှာ stack ဖြစ်နေရဲဆိုလို့ရှိရင် band score 7ရဖို့ခုနလို scale practice plus ဘာလို့ရလဲဆိုတော့ကိုကဘယ် scale မှာ weak ဖြစ်တာ productive scale မှာ less confident ဖြစ်တယ်ဆိုလို့ရှိရင်share တော့အဓိကအကြောင်းသားတွေက productive scale မှာကြောက်တာပဲဆိုတော့ speaking club တွေများများ join စေချင်တယ် somewhere ဖြစ်ဖို့ဝေးသေးတယ်ဆိုလို့ရှိရင် speaking club တွေ join မှာပြီးရင် writing ဆိုလို့ရှိရင်တော့ခုနလိုမျိုး IELTS ကိုစိတ်ဝင်စားရဆိုလို့ရှိရင်ဖြေဖို့ရှိရဆိုလို့ရှိရင် writing စာအုပ်တွေနဲ့သုံးလို့ရတယ်ဒါပေမဲ့ကိုကအဲ့လိုမဟုတ်ဘူးလုံးဝ writing ဘလို့ type ပဲဖြစ်ဖြစ်လေ့ကျင့်နေတယ်ဆိုလို့ရှိရင်တော့ great writing ဆိုတဲ့စာအုပ်က level လိုက်ထွက်တာရှိတယ်အဲ့ဒါလေးလုပ်ကြည့်လို့ရတယ်ဒါပေမဲ့အရင်တော့ learner friendly တော့မဖြစ်ဘူးခြေစာအုပ်ပို့ထားလိုက်တယ်နော် learner friendly တော့ तू ကမဖြစ်ဘူးနည်းနည်းလေးတော့ခက်တယ်ဒါပေမဲ့လေ့ကျင့်လို့ရတယ် upper intermediate မှာ stack ဖြစ်နေနော်အဲ့တော့အမြန်ဆုံးနည်းကတော့ scale practice ပဲရုပ်ရှင်တွေကြည့် YouTube channel တွေနားထောင်အဲ့ဒါအမြန်ဆုံးပဲဒါပေမဲ့အတန်းတက်လည်းရတယ်ဒါပေမဲ့အတန်းတက်ရင်တော့မှအဲ့ scale practice ကိုမေ့နေလို့မရဘူးနော် upper intermediate မှာ stack ဖြစ်နေဆိုတာတော်တော်လေးကိုအဖြစ်များတယ်လို့တော့ပြောရမှာနော်အဲ့တော့အမြဲတမ်းအင်္ဂလိပ်စာနဲ့နေ့တိုင်းထိတွေ့အောင်လုပ်ပါကိုယ့်ရဲ့ community မှာဒီလိုမျိုးကိုနဲ့ interest တူတဲ့လူတွေနဲ့ပဲဝန်းရံတာပေါ့နော်အဲ့ဒါရှိပြီးသားတငယ်ချင်းတွေ abandon လုပ်ခိုင်းတာတော့မဟုတ်ဘူးเนาะ speaking club တွေ community အသစ်တွေရှာပေါ့เนาะအဲ့ဒါလေးကိုပြောချင်တာเนาะ self study တွေကချဲအစကနေပြီးတော့ပြောပြပြီးသွားပြီ speaking alone အဲ့ဒါလေးခြေက callings မှာကိုပြောတာကို record လုပ်ရတယ်လို့ခြေပြောရမှာအဲ့တော့ speaking ကိုတယောက်တည်းကျင့်လို့ရတယ်ဒါပေမဲ့မှန်ရှင်းမှာကျင့်တာတော့ခြေလည်းမလုပ်တော့ recommend တော့တိတ်မလုပ်ချင်တယောက်တည်းကျင့် record လုပ်ပြီးတော့နားထောင်ပြန်ပြီးတော့ reflect လုပ်ပေါ့အမှားတွေဒါပေမဲ့တယောက်တည်းကျင့်တာတော့အရင်တော့ recommend မလုပ်ဘူးလုပ်လို့မရတာတော့မဟုတ်လုပ်လို့ရတယ်တယောက်တည်းอ่ะเนาะတယောက်တည်းလုပ်ကိုလုပ်ရမှာဖြစ်မယ်ဆိုရင်တော့ record လုပ်ပြီးတော့နားထောင်เนาะကိုက record လုပ်လို့ရတယ်
ပြီးတော့သူများပြောတာလေးတွေနားထောင်ပြီးသူတို့ပြောတဲ့အတိုင်း grammar သူတို့စီရရှုမလား grammar ရှုမလားအဲ့ဒါလေးလုပ်လို့ရတယ် pronunciation အတွက်ကတော့ calling ထဲမှာသိချပါတယ် pronunciation ကအရေးကြီးတဲ့ speaking မှာဆိုလို့ရှိရင်အဲ့တော့အဲ့ကနေ improve ဖြစ်အောင်လုပ်လို့ရတယ်เนาะတယောက်တည်းဆိုလို့ရှိရင် speaking partner မရှိလို့လည်းစိတ်မပူနဲ့ okay နောက်ပိုင်းအဲ့ဒါနဲ့ပတ်သက်ပြီး share လုပ်ပေးသွားမယ့်ဟာလေးရှိပါတယ်နော် speaking technique လေးဘယ်လိုတယောက်တည်းဘယ်လိုလေ့ကျင့်မလဲဆိုတာပြီးတော့အခုခေတ်မှာ technology လည်းသုံးလို့ရတယ်ဆိုတော့ chat GPT နဲ့ပဲပြောမလားဒါလေးတွေလည်းရှိသေးတယ်နော်ဟုတ်တယ်ကြည့် chat GPT မှာကိုက feature တစ်ခုပေါ်လာဟုတ်တယ် chat GPT နဲ့တချို့ကျတော့လည်း technology friendly မဖြစ်တော့သူတို့နဲ့အလန်းဝေးနေတယ်လို့ခံစားစမသုံးဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့ try ကြည့်ပေါ့နော်ဘာမှ practice မလုပ်တာထက်စားလို့ရှိရင်တော့ကောင်းမယ်ပေါ့နော်အဲ့တော့ listening မှာ better score ရဖို့ဆိုလို့ရှိရင်ကြတော့ listening သီးသန့် practice လုပ်ချင်တယ်ဆိုရင်အဓိကတော့လေနည်းနည်းမေ့နေတတ်တာလေ context ကိုမမေ့နဲ့ကိုကနားထောင်နေဆိုရင်audio ဖွင့်ပြီဆိုတာနဲ့ audio ပဲနားထောင်မိနေလားဘာ context ကိုမျိုးလုံးထဲမှာမြင်ပို့ပြီး listening comprehension ကပိုကောင်းတယ်ဥပမာထားပါတော့သူတို့ရဲ့ conversation က restaurant မှာပြောနေရလား library မှာပြောနေရလားအဲ့ context ကိုမမေ့သွားနဲ့အဲ့ဒါဆိုလို့ရှိရင် context ကိုမေ့ရင်ချိတ်ဆက်ရတာကိုယ့်ရဲ့ဒီခေါင်းထဲမှာရှင် memory ကချိတ်ဆက်ရတာပိုလွယ်တယ်related စကားလုံးတွေကိုကိုကပိုနားလည်နိုင်တယ်ပေါ့နောက်တစ်ချက်ရှိတာခုနကလို active listening ကိုနားထောင် active listening လုပ်ကြည့်ပြီးရင် general English လေးနည်းနည်းလေးလည်းပြန်လုပ်ကြည့်လို့ရတယ်နောက်ပြီးတော့listening သီးသန့်လုပ်ချင်တယ် IELTS ဒီ callings listening ကိုလုပ်ကြည့်လို့ရတယ်နော်ဒါမဲ့ချက် tip တစ်ခုပဲပေးပါဆိုလို့ရှိရင်เนาะတစ်ခုကိုအဖြေမကြားလိုက်ဘူးဆိုလို့ရှိရင်ပြန်ပြီးတော့ okay အဲ့ဆိုတော့အဖြေတစ်ခုခုနားထောင်မကြားလိုက်ဘူးဆိုလို့ရှိရင် audio script ကိုတန်းပြီးတော့သွားမကြည့်နဲ့ပြန်နားထောင်ကြည့်တခါတလေကိုယ့်ရဲ့ pronunciation လိုအပ်ချက်ကြောင့်လည်းဖြစ်တတ်တယ်ဥပမာထားပေါ် advertising လို့ပြော advertising တကယ်တော့သူတို့ပြော advertising ခါလေးရှော word stress တွေကိုသတိမထားမိအဖြေကလွတ်တက်တာတို့ဘာလို့ရှိရဆိုတော့issues တွေကတော့အများကြီးပဲအဲ့တော့နှစ်ခေါက်လောက်ပြန်နားထောင်ကြည့်ပြီးရင် active listening လုပ်ကြည့်ငါဒီလိုအများကြီးလိုက်မစားရမှာဟောဖြစ်တော့မှာနင်နော်ချင်းမိလိုက်မယ်အဲ့တော့vocab ကလည်းရေးကြည့်ဆို vocab range ကိုလည်းနည်းနည်းလေးကျအောင်လုပ်ထားအဲ့ဆိုရင် listening မှာ effective ဖြစ်လိမ့်မယ် listening score ကကြတော့အဲ့တော့ scale practice လုပ်ရင် improve ဖြစ်နိုင်ပါတယ်နော် listening score မြင့်ဖို့ကအရင်မခက်ဘူးအဲ့တော့လုပ်ကြည့်ပါအခုလိုအပ်တာရှိလို့ရှင်လည်းလာမေးလို့ရတယ် material နဲ့ပတ်သက်ပြီးပဲဖြစ်သိချင်တာရှိလို့ရှင်ပြီးတော့ YouTube channel ကချက်ပြောပြီးသွားပြီပြီးတော့4.5 ကို I don't want to get high score pre intermediate 3ပတ်ကတော့ခက်လိမ့်မယ်ဒါပေမဲ့အခုကလုံနေပြီဆိုတော့ exam က November မှာဆိုတော့ should I take the class ဆိုဒီချက်ကတော့ဘယ်လိုပြောချင်လဲဆိုအနီးကအရန်ဖြစ်နေပြီဆိုလို့ရှင်တော့ self study ကိုကအရန် self discipline ရှိရလူဆိုလို့ရှင်တော့ self study လုပ်လို့ရတယ်ဒါပေမဲ့အတန်းတက်မယ်ဆိုလို့ရှင်တော့အဲ့လိုမျိုးတေချာသိရလူနဲ့ one on one လောက်လုံးဝ intensive တစ်နေ့ကိုနိုင်များယူကြည့်တာဖြစ်လုပ်လို့ရတယ်ဒါပေမဲ့အချိန်ကအရန်ကတ်နေပြီမဟုတ်လို့ Cambridge လောက်ပဲလုပ်လို့ရလိမ့်မယ်intermediate ဆိုလို့ရှိရင်တော့pre intermediate ကိုပြီးသွားရင် intermediate တစ်ဝက်လောက်ရောက်နေတော့ 4.5 ကမရနိုင်တဲ့ score တော့မဟုတ်ပါဘူးလုပ်ကြည့်ပါရပါလိမ့်မယ်နော် okay အဲ့တော့ဒါကတော့ကိုဒီချိန်တွင်းမှာဆရာရှာလို့ရရင်တော့ပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့လည်းကိုယ့်ဘက်တက်ကိုလုပ်ရင်တော့မဖြစ်နိုင်တာတော့မဟုတ်ဘူးလုပ်ကြည့်ပါနော်ဆောင်းဝင်လည်းဖြစ်ရမယ်ဆိုတော့ fighting ပါအဲ့တော့နောက်တစ်ခုကဒါလေးကတော့ချေ what the day before okay အဲ့တော့ before ဆိုရင်တော့အချိန်ကြာနေခုနပြောရတဲ့အတိုင်းပဲစောက်တွေရွှေတဲ့အကြောင်းတွေပြောပြီးသွားပြီ scale practice တွေလုပ်ပြီးသွားပြီဆိုတော့ဒါဒီချိန် cover လုပ်ပြီးသွားပြီလို့ထင်တယ် IELTS exam ကအခုလောလောဆယ်တော့9သိန်းနဲ့9000ကျရယ်နော် estimated charges က IELTS format သိချင် Cambridge စာအုပ်ရဲ့အရှိတ်ဘက်ကိုကြည့်လို့လည်းရတယ် course book တိုင်းရဲ့အရှိတ်မှာလည်းပါတယ်နော် YouTube channel ကြီးလည်းထည့်ဒီမှာ mention လုပ်ပေးရတယ် intermediate IELTS ဖြေချင် advanced ဖြစ်အောင်ကြိုးစားရမှာလားရှင်တဲ့ IELTS ကို7ထပ်လို့ခြင်း10လအတွင်းဆိုတော့upper intermediate အရင်ရအောင်လုပ်ပြီးလို့ရှိရင် IELTS ကိုစပြီးတော့ IELTS မှာ share ပေးရဲ့ IELTS material ကိုစလုပ်လို့ရတယ် level က B2 7.5 or 7ရဖို့အချိန်ဘယ်လောက်ယူရမလဲဆိုရင်အနည်းဆုံး6လနော် B2 upper intermediate ကို7အနည်းဆုံးလို့ခြင်းအနည်းဆုံး6လလောက်ရမယ် listening reading မှာအနည်းဆုံး8ရအောင်လုပ်ရမယ် 7.5 တောင်8ထိရအောင်လုပ်ရင်ပို့သေးကြတယ် band 7ရဖို့ဆိုရင် advanced ရှိမှရမယ်ဒါပေမဲ့ upper နဲ့မဖြစ်နိုင်တာတော့မဟုတ်ဘူး listening reading မှာအမှတ်များလို့ရှိရင်ဖြစ်နိုင်တယ်ထိရအောင် plan ချအခက်ခဲဖြစ်နေလို့ reading ကိုတက်အဲ့တော့ self study စလုပ်မယ်ဆိုဟိုဘက်က test ကို2ခုလောက်ဖြေပြီးရင်ထားလိုက်တော့ဒီဘက်ကစာအုပ်နဲ့ step by step လုပ်ကြည့်ကြည့်နော်ပြီးတော့မှ exam ဖြေဖို့3-4လလောက်ပဲလုပ်ပြီးဆိုမှအဲ့ဒီဘက်ကိုပြန်လုပ်နော်အရန်များနေတာဟုတ်တယ် plan ကိုသေချာချနော်ကိုလုံးနိုင်တဲ့အချိန်နဲ့
ကိုပဲဟာကို focus လုပ်ရမလဲဆိုတာလေးကိုခြေခုနပြောတဲ့ဟာလေးကိုတခြားလေးပြန်စဉ်းစားကြည့် intermediate နဲ့ self study လုပ်ရင်ဘန်7ထက်ရနိုင်မှာ listening ဖြစ်တဲ့အခါခြုံပြီး main point ရှာတဲ့အခါအဆင်မပြေပါဘူးအဲ့တော့ intermediate ကကို upper intermediate ဖြစ်ပြီး advanced နားလောက်နီးမှာတော့ဘန်7ရမယ် listening ဖြစ်တဲ့အခါမှာ main point နားထောင်ရတာအဆင်မပြေ scale practice ပြန်လုပ်ရမယ်ခြေကတော့ဟို general English ကိုပြန်လုပ်စေချင်တယ်ဒီမှာဘန်7ကို target ထားရဲဆိုရင် intermediate general English အတန်းနေပါတက်ဒါမှမဟုတ်ဒီဘက်မှာလဲ scale practice လုပ် main point ကိုရှာတဲ့အခါမှာအဆင်မပြေတာဆိုလို့ရှိရင် general English အတန်းဆရာမတွေကသင်ပေးတတ်တယ်ဘယ်လိုမျိုး listening မှာ sub scale လေးရှိတယ် X scale လေးမှာ main point ဘယ်လိုရှာလဲ specific information ဘယ်လိုရှာလဲဆိုတာသူတို့သင်ပေးတတ်တယ်အဲဒီ general English အတန်းကိုခြေတက်စေချင်တယ်ပြီးမှကိုကနည်းနည်းလေး independent ဖြစ်လာပြီဆိုတော့မှ scale practice လုပ်ပြီးသွားရင် upper intermediate advanced နားလောက်ရောက်ပြီဆိုတော့မှစာမေးပွဲဖြေနော်rules ကတော့ဟိုစိတ်ပူစရာမလို rules တွေက rules ဆိုတာအမှတ်ပေးစည်းမျဉ်းကိုပြောတာလို့တော့ခြေဒီမှာထင်တယ် rules တွေကကြတော့ speaking နဲ့writing အတွက်ပဲအမှတ်ပေးစည်းမျဉ်းသိဖို့လိုတာအဲ့ဒါဒီခြေပြောတဲ့စာအုပ်တွေမှာတဖြည်းဖြည်းချင်းသူတို့ပြောပြပါလိမ့်မယ်နော်စာအုပ်တွေကခြေပြောပြပြီးသွားပြီဆိုတော့တခြားဘာ question လေးတွေရှိသေးလဲအဲ့တော့ခြေတို့ page မှာဆိုလို့ရှိရင်ဟိုအတန်းတွေထပ်စားလို့ရှိရင်ခြေတို့ကဒီ IELTS နဲ့ပတ်သက်တဲ့ကိုယ့်ဘာသာကိုလုံနေရတဲ့သူတွေဦးစားပေးပြီးတော့ခြေတို့ content တွေ share ပေးဖြစ်တာပေါ့နော်အဲ့ဒါကြောင့်မလို့ခြေတို့ page ကနေလည်းအများကြီး share ပေးဖို့ရှိသေးတယ်အဲ့ဒါလေးတွေကိုလည်းဆက်ကြည့်ကြည့်လို့ရတယ်ကျွန်တော်ဟိုအတန်းကိုဦးစားပေးတာမျိုးမဟုတ်ပဲねလေခြေတို့ကဒီ self study လုပ်နေတဲ့သူတွေအတွက်ဒါမှမဟုတ်လို့ရှိရင် English ကိုလေ့လာနေတဲ့သူတွေအတွက်အဓိက share ပေးမယ့်အရာတွေလည်းအများကြီးရှိသေးတာမဟုတ်လို့ page ကိုလည်းတစ်ချက်လောက်တော့စောင့်ကြည့်ပြရလို့ရတယ်တောက်လျှောက်စောင့်ကြည့်လိုက်လို့ရတယ်เนาะတစ်ချက်တည်းပေါ့ okay အဲ့တော့တခြားဗာမေးစရာရှိသေးတယ်ခြေက Google Form မှာမေးရတဲ့ဟာတွေအကုန်လုံးတော့ဖြည့်ပြီးပြီးသွားပြီ mic ဖွင့်ပြီးမေးချင်လည်းရတယ်အလိုတချေရော okay Leon ဒီချေ yes က1 by 1တချေခေါ်မှုဈေးတုံးဘယ်လောက်ရှိမလဲဒီချေကလောလောဆယ်ကအတန်းကလေ101 class လေးတွေကပြည့်နေတော့ဒီအောက်တိုဘာလကုန်ထိကတော့မရသေးဘူးNovember ဆိုလို့ရှိရင်တော့ခြေကမပြောတတ်သေးဘူးဂျားထဲမှာတန်းစီနေတဲ့သူတွေကလည်းရှိသေးရဆိုတော့ဒီချေဆိုဘယ်လောက်လောက်လို့ယူလဲတစ်လဘယ်လိုခြေကဘယ်လိုလဲဆိုတော့ဒါအကြောင်းသားပုံမူတည်ရခြေတို့စီမှာတော့ package တွေရှိတယ်ဒီခြေ24 hour ဆိုလို့ရှိရင်တော့ဟို share 1 hourly ကို3000ယူရဲဆိုတော့24 hour လောက် preparation ပဲတက်မယ်24နာရီ package နဲ့ဆိုလို့ရှိရင်တော့တယောက်ချင်းစီဆို9,200,000လောလောဆယ်ရတော့ဟုတ်ကဲ့ဒီပါဟိုတခြားရောဗာမေးကြရှိသေးလဲကျမ paraphrase တွေ paraphrasing လုပ်တာလေ writing အတွက် writing to အဲ့ဒါဘယ်မှာလေ့ကျင့်လို့ရလဲ website တွေ link တွေကိုရေးပြီးကိုကလားမှန်သလားအဲ့လိုအဆင်မပြေဘူးပြန်စစ်ချင်တာလားပြန်စစ်ချင်တာလား paraphrase လုပ်တာကိုတိုးတက်ချင်တာလားအဲ့ဒါလေးကိုတိုးတက်ချင်တာလဲပါတာပေါ့ဆရာမပြီးတော့အဖြေလေးကို paraphrase လုပ်ရင်အဖြေ model answer လားဟုတ်တယ် model answer လေးတွေ model answer တချို့ writing ထဲမှာပါတယ် writing ချေပေးတဲ့စာအုပ်ထဲမှာလေအနောက်မှာ model answer တွေဖတ်ကြည့်လေ့ကျင့်လို့ရတဲ့ website ကိုရှိလားဆရာဘယ်ကလေ့ကျင့်လို့ရတာလဲparaphrasing နေပါလေ paraphrasing ကိုပဲလေ့ကျင့်နေတာလားတကယ်တော့ paraphrasing ဆိုတာခြေတို့သင်ထားတဲ့ vocab နဲ့ grammar ပဲတကယ်တော့အဲ့ဒါကို different meaning ထွက်အောင်ရေးတာဒါပေမဲ့ generally ခြေပြပြရမယ်ဆို paraphrasing ထဲမှာကိုကစကားလုံးတစ်လုံးအောင်သိပြီဆိုသူ့ရဲ့ synonym မှာသိရမှာ antonym မှာသိရမှာဒါဆိုရင်သိတယ် synonym ပြန်သုံးတာ antonyms ကိုပြန်သုံးတာရှိတယ်အဲ့ဒါကစကားလုံး level နဲ့ပြီးရင် word class chain တွေသုံးတာ adjective ကို noun ပြောင်းတာတို့ noun ကို adjective ပြောင်းတာတို့အဲ့လိုတွေရှိတယ်အဲ့ဒါဆိုရင်တော့ collocation သတိထားဖို့လိုတယ်ဥပမာထားပါခြေတို့က produce ဆို produce from လို့သုံးတယ်ဟုတ်တယ်မလားဒါပေမဲ့ produce ကနေ production ပြောင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်ကြတော့ production of ဖြစ်သွားတယ်အဲ့လို collocation တော့သတိထားမယ် word level နဲ့ဆိုရင်အဲ့သုံးခုရှိမယ် antonym သုံးတာ synonym သုံးတာ word class chain တာ sentence level နဲ့ဆိုရင် sentence type တွေကိုပြန်လေ့လာအဲ့ဒါ grammar စာအုပ်မှာပါတယ် simple sentence compound sentence complex sentence ကိုပြန်လေ့လာပြီးရင်အရှိအနောက်ပြောင်းနေတာစာကြောင်း order ပြောင်းနေတာအဲ့ရ paraphrasing တွေပဲ grammar နဲ့ vocab ပဲဟုတ်တယ်အဲ့စကလုံးတစ်လုံးသိပြီဆို meaning သိုံနဲ့မရက်နေနဲ့ဘာသိရမလဲဆိုသူ့ရဲ့ synonym တွေ antonym တွေသူနဲ့ related words တွေ collocation တွေ pronunciation တွေ formality တွေအဲ့လိုအကုန်သိမှ vocab တစ်လုံးသိရလို့ပြောလို့ရတယ်အဲ့တော့ vocab နဲ့ grammar ကိုနည်းနည်းလေးပြန်လုပ်ရင်မိုးစင်တိုးတက်လာလိမ့်မယ်เนาะအဲ့ဒါလေးတခုလို့ရှိတယ်တီးတဲ့ paraphrasing ကိုလေ့ကျင့်လို့ရလားဆိုတော့လေ့ကျင့်လို့ရရမရှိတာတော့မဟုတ်ရှိတယ် IELTS ပဲဒီချိန်ကပြောရေးစာအုပ်ထဲမှာလေနည်းနည်း exercise နည်းနည်းလေးတော့ပါတယ်ဒါပေမဲ့အဲ့ဒါကြီးတီးတန့်ကြီးတော့မဟုတ်ဘူးပေါ့နော်နောက်ပြီးတော့သူများတွေဘယ်လို paraphrase လုပ်သွားလဲဆိုတာလည်းနည်းနည်း imitate လုပ်ပြီးတော့စင့်ပွားပေါ့နော်စင့်ပွားလေ့ကျင့်ကြည့်လို့လည်းရတယ်နော်အဲ့ဒါလေးတခုဟုတ်ပြီနော်ဟိုခုနကဥမာထားပါတော့ teacher ကလေ
ခုနလီယွန်ဆိုရင်101အကြောင်းပြီးတော့ချက်101နေအချိန်ကြီးကများနေတော့လေတကယ်လို့101လိုမျိုးလိုချင်တယ်ဆိုချေတို့မှာ tuition class တော့ရှိရယ် tuition ကတော့လုံးဝ small group class ပဲအဲ့မှာ101 section တွေလည်းရှိတယ်ဟိုပြန်ပြီးတော့ဆွေးနွေးပေးရပါတော့ပြီးရော Q&A section လည်းနေတိုင်းမှာပါတယ်စာတင်တဲ့အချိန်အပြင်ကိုအဲ့လို tuition class မျိုးလေးလည်းတက်လို့ရတယ်101တက်ဖို့အတွက်တကယ်လို့ဒါအချိန်မရလို့ရှင်လေဒီချက်နဲ့အချိန်ယူဒီချက်စီအချိန်ယူလို့မရအဲ့ tuition class ဆိုတာရှိရယ်အဲ့မှာတော့ tuition class ဆိုလို့ရှင်10ယောက်ပဲသူကအတန်းရဲ့တစ်ဝက်မှာအတန်းရဲ့တစ်ဝက်ဆိုအတန်း2လရှိနေဆိုတစ်လမှာ101 section ပြန်ပြီးတော့ concert လုပ်ပေးရမျိုးရှိရယ်ပြီးတော့လို့ရှိရင်နေ့တိုင်းမှာ Q&A section ရှိတယ်ပြီးတယောက်ချင်းစီလဲ focus ရတာပေါ့နော်10ယောက်အတန်းဆိုတော့အဲ့ဒါလေးရှိမယ်နော်ဒီလိုဟိုနေကျတို့101အတွက်ကအရန်ဂျမန်များတော့လေဆရာလည်းအကုန်လုံးအတွက်ကို provide မလုပ်ပေးနိုင်တော့ tuition class ဆိုတာလေးလုပ်ပေးတာရှိတယ်နော် okay တခြားရောဘာဖြစ်လဲတီချာကိုယ်တိုင်ပဲတင်တာပါလို့ဟုတ်တယ်ဒီချက်ပဲတင်တာဒီချက်ပဲတင်တာဟုတ်ကဲ့ဟုတ်ကဲ့ဒီချက်ဟိုကခုနကဒီချက်ပြောတဲ့ထင်ပါလေကျွန်တော်အဲ့ journaling လုပ်တာလေးဆက်စဉ်းစားဘယ်ဟာလေးလဲ journaling လုပ်တာ journaling လုပ်တာကိုဒီနေ့လုပ်တဲ့ဟာကြီးခြာရေးလိုက်တာပဲအဲ့ဒါ journaling ပဲငယ်ငယ်တုန်းက diary ရေးတယ်လို့ပဲအဲ့ဒါ journaling ဟုတ်ကဲ့ဒီချက်တော့နည်းနည်းလေး journaling လုပ်ရတာဘယ်လိုနေလဲဆိုဒီချက်ပြင်းတော့ပြင်းတယ်ဒီချက်က journaling လုပ်တာဒါပေမဲ့ဘာအနေနဲ့တခုခုအတွက်စာလုံးနေပြီဆိုလို့ရှိရင်တော့ journaling လုပ်ကိုလုပ်မှရတယ်မဟုတ်ရင်ကိုယ့်ရဲ့ progress ကိုမမြင်လို့ကိုဘာလုပ်ပြီလဲမမြင်လို့ journaling ကလုပ်ကိုလုပ်တကယ်တော့ diary ရေးတာပဲ steady diary ရေးတာပဲ notion ကိုလည်းကျွန်တော်သုံးကြည့်နေတယ်ဒါပေမဲ့အဲ့ application နဲ့တိတ် familiar မဖြစ်သေးတာကြောင့်ဟုတ်တယ်အဲ့လိုဖြစ်နိုင်တယ်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျတို့ဟိုလေ YouTube မှာလေအဲ့ notion ကမြန်မာနိုင်ငံ investor တဲ့လာပြည့်ဆိုလားသူတို့ရှင်းပြမြန်မာလိုရှင်းပြတာတဲ့ဟာလေးတော့ရှိရဲ့အဲ့ရနေပြီးတော့နည်းနည်းဟိုကြည့်လို့ရတစ်ချက်ဆိုလဲ notion အရင်ကြိုက်ခဲ့တော့မပါဘူးဒါပေမဲ့သုံးတယ်မကြိုက်ပေမဲ့သုံးတယ်အရန်ကောင်းလို့လေအဲ့တော့ notion လက်တော့မှလုပ်တာလေအိတ်မရှိဘူးဟိုလေကျတို့လေ Google Sheet မှာဆိုလို့ရှိရင်လေ assignment tracking ဆိုပြီးပါတဲ့ sheet လေးရှိရဲ့အဲ့ဒီ format လေး thing လေးရှိရဲ့အဲ့ဒါလေးတစ်ခါလေးသုံးလိုက်လို့ရတယ်အဲ့ဒါကို assignment လို့မဟုတ်ပဲကိုလုံးနေတဲ့ဟာကို progress စစ်တဲ့အနေနဲ့အဲ့ဒီ Google Sheet လေးတော့သုံးလိုက်လို့ရတယ်နော် hello ဒီLeo yes Leo ဟုတ်ပါကျွန်တော်ဟာဒီလ28ရက်နေ့ကိုတင်ထားပြီးဖြေဖို့ကျောင်းကကျွန်တော်ဒါပထမဆုံး experience ရမှာနော်ခါမှလည်းမဖြေဘူး IELTS တိတ်မလေးလာဘူးတိတ်ပြီးတော့ဒါပေမဲ့ဟို General English တန်းနေတော့တက်ထားတာပေါ့နော်ဆိုတော့ချိန်ရတဲ့အရင်နီးနေပြီဆိုတော့ကျွန်တော်ကတော့ဟို high ဟို brand တွေရဖို့တော့မဟုတ်ဘူးအဓိကအကြောင်းကတောင်းတဲ့ဒီဟိုပဲဟိုရဖို့ပေါ့နော်ဆိုတော့အဲ့အားဆိုရင်ကျွန်တော်ဥပမာဆိုရင်အဲ့ကိုကအနေပိုင်းပဲသွားအောင်ဆိုတော့အမြင့်ဟာကြီးတွေကိုရှောက်ကြည့်ပြီးတော့လောက်ရမှာဘယ်လိုကျွန်တော်ကဒီ4.5လောက်ရောက်မှာဆိုရင်ဘယ်လောက်ဟွာလေးတော့ကြည့်တင်တယ်ဥပမာဆိုရင်ရှားဟွာကြီးအရင်ခက်တယ် session နေ့ဖြေမယ်ဆိုလို့ရှိရင်တော့လေဟို question exam format ကိုတေချာကြည့်ွာor listening session 1ဆိုရင်ဘယ်လိုအကြောင်းအရာတွေပြောကြမှာလဲဘယ်နှယောက်ပြောမှာလဲဘယ်လို question type တွေလာတတ်လဲ instruction ဘယ်လိုတေချာဖတ်ရမလဲအဲ့ဒါလေးတွေကို exam format ကိုတေချာကြည့်ွာ exam format ကအရေးကြီးဆုံးပဲ format နားလေးကိုအရေးကြီးဆုံးပဲအချိန်နည်းနည်းလေးပဲကျန်တော့တယ်ဆိုရင်ပြီးရင်အချိန်နည်းတော့ Cambridge ပဲလုပ်ရုံပဲ Leo ကအခု pre intern နဲ့ intern ချားမှာလားဟုတ်ကဲ့ဟုတ်တယ်နော်ကျောင်းက4.5 တောင်းထားတာ4.5တောင်း Cambridge ဖြေကြည့်လား Cambridge ကိုဟို15နောက်ပိုင်းလေးဖြေကြည့်လား15နောက်ပိုင်းမပြေဘူးထားဟုတ်မပြေဘူးဒီလိုဖြေလိုက်တော့နော်တနေ့အနည်းဆုံး test တစ်ခုပြောင်းဖြေကြည့် listening test တစ်ခု reading test တစ်ခုပြီးရင် writing မှာအဲ့ဒီမှာပါတဲ့ writing လေးအနည်းဆုံး question type တစ်ခုကိုတစ်ပုတ်ချင်းစီတော့ရေးသွားလိုက်မရေးလည်းတစ်ချက်ပြောတဲ့ဟာလေးသွားလိုက်လို့ရကျွန်တော်အခုစဉ်းစားထားတော့ကိုယ့်ရဲ့ဒီ general English skill ကိုပဲမြင့်တင်ပြီးတော့အနာဟိုရောက်ခါမှာဒီသူ့ရဲ့ဟိုဖောင်တွေလေ့ကျင့်ရနိုင်မှာအခု28ရက်နေ့ဖြေတော့မှာမလားဟုတ်ကဲ့General English လောက်တာချက်ပြောပြမယ်အရင်ကြီးတော့ effective ဖြစ်မှာမဟုတ် General English ကကျတို့စစ်မှာ academic English ဆိုတော့လေဟိုဝေးနေမှာပဲပို့ပြီးတော့ level up အတွက်အဆင်ပြေတယ်အခုစာမွေးဖြေတော့မယ်ဆို exam format ကိုမသိအများကြီးလွတ်သွားလိမ့်မယ်Cambridge ကိုအရင်လုပ်ပေးနော် Cambridge လုပ်ပေးနော်အရင်လုပ်ပေးမဟုတ် Cambridge ပဲလုပ်ရမှာ28ရက်နေ့ဖြေတော့မယ်ဆိုလို့ရှိရင်ကျွန်မ25ရက်ပဲအချိန်ရှိတော့တယ်ဆိုရင် Cambridge လေးပြီနော်ပြီးရင် speaking model ဖြေတာလေးလိုက်ကြည့်ပေးဟုတ်ကဲ့ကျွန်တော်လည်းတူတော့ပါတူပဲ honest 28သူကကနဒါထဲမှာအဲ့ဒီခုပဲရှိရ British ဆိုရင်တော့ကျွန်တော် register မလုပ်ရသေးဘူးအဲ့ဟိုရှင်းရင်းနဲ့အဲ့ဒါနဲ့ဘယ်ဆက်ကောင်းလဲဆိုကျွန်တော်ကလည်းသုံးပြီးသွားဖြစ်နေတာအဲ့ဒီကျွန်တော်တို့ time table ရအောင်ကျွန်တော်ကြောက်ပါ exam fee ကနည်းနည်းညင်းတော့ဗျာ
ကျူအဲ့လိုဝမ်းဝမ်းတက်ဖို့ကြောင့်လည်းအဆင်မပြေလို့ပေါ့ဆိုတော့လေအဲ့တော့တိုင်းပြည်ပဲကြောင့်ကျွန်တော်ထူးမြင်ကျွန်တော်စိတ်ကတော့အရင်ပြန့်လို့ချက်အဲ့ ADHD လိုမျိုးပေါ့အဲ့တော့ကျွန်တော်အဲ့တော့တခုဆိုရင်ကျွန်တော်အဲ့မှာလုပ်လေးချထားအဲ့မှာလုံးနေကြပါဖြစ်တယ်ခုနလည်းစာသင်ပြီးနေဖြစ်သွားချက် sorry တော့ချက် ရတယ်ဟုတ်ကဲ့ကိစ္စမရှိဘူးနော်ဟုတ်ကဲ့အဲ့တော့လေကျွန်တော်တိုင်ဒီပဲလုပ်တာလေဆိုတော့ listening နဲ့ reading ကကြတော့အများနဲ့ကျွန်တော်လုပ်ဖြစ်တယ်တိုင်ငယ်လေးတည်းကကျွန်တော်အဲ့ novel တွေဖတ်တယ်အဲ့ light novel တွေပြီး Harry Potter ဘုတ်တွေဆိုတော့အဲ့ English လိုဖတ်ခဲ့ရအဲ့တော့ reading ပိုင်းကကြားရတယ် listening လည်းအဲ့လိုပဲ share ပြောလို့ပဲဒီချက်လိုပဲကျွန်တော်လည်းအဲ့လိုဝါနာပါရအဲ့လို podcast တွေပိုင်းနားထောင်တာပါလို့တခုလုံးနေနဲ့အဓိကတော့ကျွန်တော်ဟိုစိတ်မပြတ်ဘူးကျွန်တော်မလုပ်တာပေါ့ဟုတ်တယ်အဲ့ဒါမဲ့ကျွန်တော်ကဘယ်လိုခက်ခဲတွေ့လဲဆိုတော့ speaking ကတော့ခက်ခဲတွေ့ကြကျွန်တော်အဲ့အကြောင်းမှာ unit တုန်းကတော့ကျွန်တော်အဲ့လိုမျိုးလုံးဝအထီးတွေ့ရှိတော့ဗျာအဲ့ speaking ကဖြစ်တယ်ဒါမဲ့အဲ့လိုမျိုးကိုယ့်အကိုကြောက်တဲ့နေရာဖြစ်တာရယ်ပြီးအဲ့အလုံးနဲ့အဲ့လိုမျိုးကြောက်တိတ်ပြီးကဲ speaking နဲ့တိတ်ပဲဟိုအထီးတွေ့မရှိတော့လေတော့ဒီကြားထဲမှာတော့ speaking skill ကတိတရာယူကြာသွား speaking club လေးတွေ join ပေးရင်တော့ပိုအဆင်ပြေမယ်ဒီကြားထဲမှာဘာဖြစ်လို့ဆိုတော့တွက်နေအောင်လေပြောတဲ့ခါမှာ exam ကဖြေတော့မှာဆိုတော့ဒီကြားထဲမှာ speaking club လေး join ပေးတာပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်အတိတယောက်လောက်ကိုပြီးတောင်းပဲဖြစ်ဖြစ် speaking partner တယောက်လောက်နဲ့ practice လုပ်တာပဲဖြစ်ဒါမှမဟုတ်ကို့မှာအကိုရှိရမလားအကို speaking model စစ်ခိုင်းတာမျိုးပဲဖြစ်ဖြစ်လုပ်ကြည့်လို့ရတယ်သူတို့ကျွန်တော် speaking နဲ့ပတ်သက်ပြီးဟိုအဲ့ senior တွေကိုကျွန်တော်တစ်ချက်ကူညီတောင်းထားတယ်ကျွန်တော် senior ဟုတ်တယ်အဲ့လိုကူညီတောင်းကြည့်နော်ခါလေးချေတို့က reach out လုပ်ရတာပဲဆိုတော့လေနော်စင်ပြေမှာပါ28ရက်နေ့ fighting နော်ဟုတ်ကဲ့နည်းနည်းဟို study plan လေးပါပြီချက်ပြောရတယ်ခုနချက်ပြောတာကျွန်တော်ကြောက်တော့က exam intensive plan ဖြစ်နေတော့လေအဲ့ချက်ခုနပြောတဲ့အတိုင်းဆို listening reading ကိုတစ်နေ့တစ်ခုလုံး speaking practice ကို speaking set ကိုတစ်နေ့နှစ်ခုဖြည့်ကြည့်ကိုစစ်ပေးမဲ့လူနဲ့နှစ်ခုဖြည့်ကြည့် speaking set ကိုနှစ်ခုဖြည့် listening နဲ့ reading က test တစ်ခုစီဖြည့် speaking ကတစ်နေ့ကိုအနည်းဆုံး12ခုဖြည့်ကြည့်ပြီးတော့လို့ရှိရင် writing ကဖြစ်နိုင်ရင်နော် writing task 1တစ်ပုဒ် task 2တစ်ပုဒ်တစ်နေ့ကိုတစ်ခုစီရေးမဖြစ်နိုင်ရင်တစ်နေ့ကိုတစ်ပုဒ်ပဲရေး task 1တစ်ပုဒ်သို့မဟုတ် task 2တစ်ပုဒ်ရေးအဲ့ဒါကလုံးဝ intensive ဆိုလို့ရှိရင်တစ်ချက်လောက်ခိုင်းနေကြဟုတ်ကဲ့ရှင်ဒါပေမဲ့စာမေးပွဲက3ရက်လောက်ပဲလိုတော့တယ်ဆိုလို့ရှိရင်တော့အကြာကြီးမထိုင်နဲ့တော့နော်နည်းနည်းပါးပါးလေးပဲလောက်ပဲလိုက်ဖတ်တော့ exam ကအရင်နေပြီဆိုဥမာ25ရက်နေ့26ရက်နေ့လောက်ရောက်ပြီဆိုရင်3နာရီစက်တိုင်မထိုင်နဲ့တော့ဒီကြားထဲမှာတော့3နာရီတစ်ခါထိုင်ပြီးဖြည့်ကြည့်လိုက်အောင်ဆိုရဲထက်ကနော်လီယွန်လည်းအဲ့လိုပဲတူတူပဲတစ်ခါ3နာရီထိုင်ပြီးတော့ဖြည့်ကြည့်လိုက်အောင်ဟုတ်ကဲ့ရှင်โอเคပါတခြားဗာမေးစရာရှိသေးလဲရှင်မ reading ကလေ reading ကအဲ့ဒီစပြီး practice လုပ်တော့အဲ့ skill section တစ်ခုချင်းစီကိုဖြည့်ရင်တော့အဆင်ပြေတယ်အဲ့လိုမျိုး timer တစ်နာရီဆိုပြီးတော့သုံးခုလုံးဖြည့်လိုက်ပြီဆိုအပြားကြီးခတ်ပြောလေဟုတ်တယ်ဖြစ်တတ်တယ်ဖြစ်တတ်တယ်အဲဆိုတော့ဟိုးရင်တော့ဆက်ဆက်ကြီးနောက်ဆုံးနေတာတော့မရဟုတ်တယ်ဒါကတော့ session တစ်ခုချင်းစီ comfortable ဖြစ်ရင် session တစ်ခုချင်းစီသွားပြီးရင်2ခုစီဖြည့်ကြည့်3ခုစီဖြည့်ကြည့်ဒီလိုပဲလုပ်ရမှာပဲဒီလိုပဲ improve ဖြစ်အောင်လုပ်ရမှာပဲပြီးရင်စာဖတ်တာစိတ်မညစ်အောင်လို့ပေါ့နော်ခုနကလို reading မှာပျော်လာပြီဆိုတာနဲ့3ခုလုံးအောင်အဲ့လိုမေ့သွားလိုက်ပြီ3ခုလုံးဖြည့်နေရဆိုတာလေအဲ့ဒီချက်ကိုတွေ့ချက်ရင်တော့ reading ဖတ်တာတအားပြင်းတယ်ဒါပေမဲ့ဂျားထဲမှာဘယ်လိုလုပ်လိုက်တော့စာဖတ်ရပြောင်းလုပ်လိုက်တယ်ဘာလို့လဲဆိုတော့ romance novel ဖတ်တာအဲ့တော့ဖတ်တာအရန်ကြိုက်သွားစာဖတ်တာကြိုက်သွား speed reading ပေါ့အဓိကငါလုံးနိုင်ငါဖတ်လိုက်ဖတ်ပြီးဖြည့်လိုက်ပြီးသွားရောပဲဆိုအဓိကအချိန်ကုန်အောင်မသိတော့ချိန်ကုန်အောင်မသိတော့မပင်ပန်းတော့ပြီးတော့စာဖတ်တာအကျင့်လို့ဖြစ်သွားတာလေအဲ့လိုဆိုရင်2ခု3ခုပတ်စိတ်2ခု3ခုစတိုက်ဖြည့်နိုင်တာလေစစချင်းတော့ဟုတ်တယ်မိုးစင်ပြောဒီချက်တရားရိုင်တော့လက်ခံတဲ့သဘောတူတယ်စစချင်းလို့ section တစ်ခုချင်းစီပဲဖြစ်နောက်ပြီးတော့ concentration မရတော့တာရော topic ကကိုယ်နဲ့မရင်းနေတာရောဘာတွေပြောနေမှမသိတာရောအဲ့လိုဖြစ်တယ်ဟုတ်တယ်မလားအဲ့တော့ topic ဆောင်အောင် live ဖတ်ကြည့်စာဖတ်ရတာပြောအောင်လုပ်ကြည့်ဒါဆိုရင် academic passage တွေကကိုယ်တွေ့လေလာလိမ့်မယ်နော်ကိုယ်တွေ့ရင် yes Leon ဟုတ်ကဲ့ပါဒီ listening မှာလေကိုကဥပမာစောင်းပွဲကိုင်းမှာတော့ညာသူတို့ကဘယ်လိုပုံစံနဲ့မေးတာလဲမသိတကယ်လို့သူက listening တစ်ခုပြောလိုက်တယ်ပါကိုကတကယ်လို့နားမလဲဆိုနောက်ကြောက်ပြန်နားထောင်လို့ရတာဒါမှမဟုတ်တစ်ဆက်ပဲတည်းပဲမရအောင်တစ်ဆက်တည်းပဲသူကပြောရမယ်question တွေကိုနားထောင်နေဖြေရမှာဒီက question တွေကိုနားထောင်ရင်းနဲ့ तू ကဟိုဘယ်နောက်ကနေဘယ်လောက်ထိဖတ်ပါလို့ပြောလိုက်မယ် question ဖတ်ဖို့အချိန်ပေးရလိုက်မယ်ပြီးရင် question ဖတ်တဲ့အချိန်ဆုံးသွားရင်15စက္ကန့်မိနစ်20လောက်ဆုံးသွားရင် audio ဖွင့်ပေးမယ်အဲ့မှာ section 1 2 3ဆိုအဲ့လိုတဝက်စီ9ပုတ်လောက်ပြင်အရင်ဖြေရတယ်ပြီးမှနောက်9ပုတ်ဖတ်တဲ့အချိန် question ဖတ်တဲ့အချိန်အများနဲ့ပေးရလိမ့်မယ် question ဖတ်ခိုင်းတဲ့အချိန်မှာ question ဖတ် audio လိုက်နားထောင်မယ်ဖြေမယ်တန်းစီပြီးဖြေရမယ်အစင်လိုက်ဖြေတွေကကြားရမှာ
တော့ သူကဟိုပေါ့ သွားနဲ့ပေါ်ပြန်သွား ဥပမာဆိုရင်ဟို story တစ်ပုဒ်ပြောပြမယ်ပြီးရင်ကိုကအဲ့ဒီ story ကသူနားလည်မေးခွန်းကိုပြန်ဖြေရမှာလို့ အဲ့ဒါလီယွန်ကဟိုကလောက်ရမယ်နော်Cambridge စာအုပ်ရဲ့အရှိဆုံးမှာရှိ exam format တွေကိုနည်းနည်းဖတ်ရမယ် section 1မှာဆိုလို့ရှိရင်ဘယ်လို audio မျိုးလာမှာလဲသူက telephone conversation မျိုးလာတာ section 2မှာဆိုရင်တယောက်တည်းကရှင်းပြနေတဲ့ပုံစံမျိုးလာတာဒါပေမဲ့ဥမာ manager ရှင်းပြတာတို့ librarian ရှင်းပြတာအဲ့လိုရှင်းပြတဲ့ပုံစံမျိုးလာ section 3ဆိုကျောင်းသားရဲ့စကားပြောနေရတို့ tutor နဲ့ဆွေးနွေးနေရတို့အဲ့လိုလာတာ section 4ဆိုတယောက်တည်း lecture တို့ talk တို့ပြောနေရအဲ့ဒီဘယ်လို audio မျိုးကြားရမလဲဆိုတာကိုဒီကတစ်ချက်နားထောင်ကြည့်ရမယ်ဟိုလီယိုပြော story တော့မပြောဘူးသူတို့ရများသွားပြီ storytelling မဟုတ်ဘူးအဲ့ဒီဘယ်လို audio မျိုးကြားရမလဲဆိုတာလီယိုက exam format လေးကိုတစ်ချက်ဖတ်ပေးရမယ် Cambridge စာအုပ်ရေးရှိရလीနော်အဲ့ဒါလေးဖတ်ပေးရင်သိသွားလိမ့်မယ်ပြီးတစ်ခုလောက်နားထောင်ကြည့်လိုက်ပါလီယိုသိသွားလိမ့်မယ်နော် ဟုတ်ကဲ့ဒီပါ ကျေးဇူးပါတယ်ရှင် ဒီပါဟုတ်ပြီတခြားရောဗာမေးရရှိမေးစရာရှင်မေးလို့ရတယ်နော်တကယ်လို့ချေနောက်10မိနစ်လောက်ဆောင်မယ်မေးစရာမရှိလို့ဆိုလို့ရှိရင်တော့ချေတို့ဒီနေ့ webinar လေးကိုအန်းလိုက်မယ်နော်အားလုံးတက်ပြီလို့ကျေးဇူးတင်ပါတယ်အဲ့တော့ပြီးတော့ချေတို့ study materials တွေကိုပြီးတော့ Google slide file တွေအကုန်လုံးကို register လုပ်ထားတဲ့ mail လေးကိုတွားပြီးပို့ပေးမယ်တကယ်လို့မေးမရောက်ခဲ့လို့ရှိရင်လည်း page share messenger မှာလာတောင်းလို့ရတယ်နော် Okay ပါ so Okay ပါဟုတ်ပြီအဲ့တော့မေးစရာလည်းမရှိတော့ဘူးထင်တယ်နော်အဲ့တော့တခြားဒီ self study မှာ share လုပ်ဒီ webinar မှာ share လုပ်ပေးသွားတာ ਨੇ ပတ်သက်ပြီးတခုခုမသိတာမရှင်းတာထပ်ပြီးသိချင်တာမျိုးရှိလို့ရှင်လာပြီးတော့ messenger ကနေပြီးမေးလို့ရတယ် ဟိုစာပိုင်းမှာတစ်ချက်ပြောခဲ့ဟို Facebook မှာတစ်ချက်ဟို comparison လုပ်ပြီးရှင်းပြထားပြော mindset နဲ့ဟုတ်တယ် mindset နဲ့အဲ့ဒီ complete နဲ့ကိုရှင်းပြတာနော်အဲ့ဒါလေးကလည်း Google Slide ထဲမှာ link ပါလိမ့်မယ်ဟုတ်ကဲ့ပါလိမ့်မယ်ဟုတ်တယ်အဲ့ဒီထဲမှာ speaker notes တွေမှာထည့်ထားပြီးနော် Okay ပါဒါဆိုလို့ရှိရင် have a great night bye bye ဒီမဲ့တွေလည်းကောင်းပါသေးနော် bye bye Thank you. This is ง่ายหน่อยเชฟ ကဲပါ